ကုဋ္ဌကနိကေဓမ္မပဒပါဠိတော်မှာပါပဝတ္ထဲမှာလာရှိတဲ့အနာတပိန်တတိကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဂါထာနှစ်ပုဒ်ထိုတရားဂါထာနှစ်ပုဒ်ဟောကြားရခြင်းရဲ့အကြောင်းနိဒန်းပြီးတော့ဦးဇင်းတို့950ဇာတကနိပတ်တော်တိကနိပတ်မှာလာရှိတဲ့တိရိဇတ်အဲ့ဒါလို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ကုဋ္ဌကနိကေတွေကအကြောင်းအရာတွေကိုစုပေါင်းပြီးတော့ဗမာလိုတရားကောင်းစဉ်လေးမှတ်သားလွယ်အောင်ဦးဇင်းတို့ပေးပါမယ်အနာတပိန်နဲ့ကံတရားလို့တရားကောင်းစဉ်ကိုအဲ့ဒါလိုမှတ်ရမယ်ပြောကြည့်ပါဦးဗျာအနာတပိန်တတိကြီးရဲ့အကြောင်းအရာတွေအဲ့ဒီအနာတပိန်တတိကြီးကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတော်တွေအဲ့ဒီဒေသနာတွေထဲမှာလည်းပဲကောင်းမှုကံမကောင်းမှုကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့အကြောင်းတရားကံတရားတို့ရဲ့စမ်းကြယ်ပုံကံဆိုတာဘဝကနေဒီကနေ့တိုင်အောင်အတိတ်ကာလကပြုခဲ့တဲ့မိမိရဲ့ကောင်းမှုမကောင်းမှုကိုကံလို့ခေါ်တာမို့လားအဲ့ဒီကံတရားတို့ရဲ့စမ်းကြယ်ပုံတွေဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့တနာရီ15မိနစ်ခန့်အချိန်ယူပြီးတော့နာယူကြည်ညိုကြရမယ်ဒီတရားတော်ကိုဦးဇင်းတို့ဘလို့စိတ်ဆန္ဒနဲ့ဘလို့ရည်ရွယ်ပြီးတော့ဟောတာလဲဆိုလို့ရှိရင်ဒုတိယလူငယ်တွေကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်မှဖြစ်မှာပါကွာမကောင်းတာလုပ်လဲပဲမကောင်းတာတွေကဖြစ်ချင်မှဖြစ်မှာပါကွာလို့ကောင်းမှုမကောင်းမှုရဲ့အပေါ်မှာသိမြင်နားလည်မှုယုံကြည်မှုယုံနေနေခဲ့မယ်ဆိုရင်အဲ့ဒီယုံကြည်မှုတိုးတက်စေဖို့ဥတည်ပြီးတော့ဒီကနေ့ညပြောမှာဟုတ်လားမိမိတို့ရဲ့ဉာဏ်ကလေးသေးသေးကလေးနဲ့ပတ်ဝန်းကျင်လောကကြီးကိုကြည့်ပြီးတော့ဟာဟိုလူတွေမကောင်းတာတွေလုပ်ပြီးတော့အခုကောင်းတာတွေဖြစ်နေတယ်မြတ်စွာဘုရားကဟောတယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ရမယ်လို့ဟောတယ်ဘယ်နဲ့ကြောင့်ကောင်းတာကြီးဖြစ်နေလဲတူတူတိတ်တိတ်စိတ်ထဲမှာအဲ့လိုအတွေးလေးတွေရှိတတ်တယ်ကြဲကြဲလောင်လောင်မပြောရဲပြီမယ်လို့လေကောင်းတာတွေအများကြီးလုပ်နေပြီမယ်လို့ကောင်းတာတွေမဖြစ်ဘဲနဲ့စင်စင်ရဲရဲနွမ်းနွမ်းပါပါဖြစ်နေတာတွေကိုမြင်မြင်တော့လေကောင်းတဲ့ကုသိုလ်တရားတွေကကောင်းကျိုးချမ်းသာကိုဖြစ်စေတာဟုတ်မှဟုတ်ပါမလားလို့တန်တရားလေးတွေတချို့ဦးဇင်းတို့ကိုလာပြီးတော့ရှောက်တာတောင်ကြုံရဘူးတဲ့အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကိုအဓိကရည်ရွယ်ပြီးတော့ဦးဇင်းတို့ဒီကနေ့ညအနာတပိန်နဲ့ကံတရားလို့တရားကောင်းစဉ်လေးတက်ပြီးတော့ပြောပါမယ်တကယ်လို့ပိဋကပေါင်းသူတော်ကောင်းကြီးသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာအဲ့ဒါလိုကောင်းမှုကံမကောင်းမှုကံတို့ကိုတန်တရားမဖြစ်ဘူးဆိုရင်လည်းမိမိပတ်ဝန်းကျင်မှာအဲ့ဒါလိုကံတရားရဲ့ပုံမှာတန်တရားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ညပြောတဲ့တရားကလေးတွေထဲကနေအကြောင်းအရာလေးတွေကိုယူပြီးတော့ရှင်းပြတတ်ဖို့မျှော်လင့်ပါတယ်အဲ့ဒီရည်ရွယ်ချက်2ရက်နဲ့ဦးဇင်းဒီကနေ့ညဒီတရားကိုဟောမှာဟုတ်လားဒကာကြီးမိုင်းများကိုယ်တိုင်တန်တရားဖြစ်နေတယ်ဆိုရင်လည်းပဲတန်တရားမဖြစ်စေဘူးကမ္မဝိပါကောအစိတ်တေယောကံတို့ရဲ့အကျိုးပေးဆိုတာလူတာမန်တို့ရဲ့ဉာဏ်နဲ့မစင်စားနိုင်တော့အောင်နည်းနည်းတယ်ကံဆိုတာနားလေဖို့ပြီးဝနားလေဖို့ကိုယ်အရာမဟုတ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုယ်တိုင်တန်တရားဖြစ်နေမယ်ဆိုရင်လည်းပဲအဲ့ဒီတန်တရားတွေပပျောက်ပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကနေ့ညဟောမှာကိုယ်တိုင်တန်တရားမရှိဘူးဆိုရင်လည်းတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခဲ့မယ်ဆိုရင်ဖြေရှင်းပေးနိုင်ကြစေဖို့ရည်ရွယ်ပြီးတော့အနာတပိန်နဲ့ကံတရားတဲ့ဟုတ်လားတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြောကြအောင်ဆိုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥက္ကလေးတွေခြေထားကြ
ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသနရမရလောကကရုဝန္တိတုကတံဂတိဝိမုတ္တံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသန္တရမရလောကကရုလူနဲ့မြမတတဝါနန္ဒတို့ဤကြောင့်ဒီတန်တို့အလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောကတိဝိမုတ္တံဒေဝမနုဿန္တိယနှင့်ပိတိသံလာယရှိငါတန်တော်ဂတိတို့မှလေအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနဲ့နှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောချီ၍သုံးနေဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားရဲ့လက်ထက်တော်အခါတုန်းကအနာရဘိတတိကြီးဆိုတာကိုပိဿပေါင်းသူတော်ကောင်းတို့အားလုံးကြားဘူးကြပြီးသားဟုတ်လားမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကို54ကလေးလောက်အကုန်ကြခံပြီးတော့သာသနာတော်အတွက်ဆွတ်လွတ်ပြီးတော့သာသနာတော်မှာအင်မတန်တကားဘက်ကနေအကျိုးကျေးဇူးကြီးမားစွာဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တူကြီးပေါ့အနာရဘိဆိုတာအဲ့ဒီအနာရဘိတတိကြီးရဲ့အိမ်မှာဥဒ္ဒတိုင်းနေ9ထပ်လောက်ရန်ထားတယ်အဲ့ဒီဥဒ္ဒတိုင်း9ထပ်ထဲက4ခုမြောက်ဥဒ္ဒတိုင်းရဲ့မုတ်မှာနတ်တစ်ယောက်ရှိတယ်အဲ့ဒီနတ်ကမြတ်စွာဘုရားကိုမကြည်ညိုဘူးတန်ဃာတော်ကိုမကြည်ညိုဘူးသူလည်းသူ့အကြောင်းတရားရဲ့ပြစ်ချမှုရဒီမုတ်မှာသူလည်းပဲနတ်အဖြစ်နဲ့ဘဝရဲ့ဒုက္ခကိုခံရတာပေါ့လေအဲ့ဒါလိုနဲ့သူကဘုရားတရားတန်ဃာရဲ့ပုံမှာပို့ပြီးတော့မကြည်လက်ချက်ကဘာကြောင့်ကြီးလာတယ်လဲဆိုတော့တတိကြီးကတန်ဃာတော်တွေကိုသိပြီးတော့ကြီးညိုတာဆိုတော့နေတိုင်းအဲ့ဒီမုတ်ကနေပြီးတော့တန်ဃာတော်တွေဟာအိမ်ကိုအဝင်အထွက်ရှိတယ်တန်ဃာတော်တွေဝင်တိုင်းအဲ့ဒီမုတ်ပေါ်မှာနေတဲ့အဲ့ဒီနတ်ကအောက်ဆင်းပေးရတယ်တန်ဃာတော်တွေရဲ့သီလကြောင့်သူမနေနိုင်ဘူးလို့ဆိုတယ်အဲ့ဒါလိုအောက်ဆင်းပေးရတော့ဒီတန်ဃာတွေလာတိုင်းသူအလုရှုပ်တယ်ဒါကြောင့်တန်ဃာတွေကိုသူမကြည်ညိုဘူးအဲ့ဒီတော့တထေးကြီးကိုသူမပြောရဲဘူးဒီကိစ္စတထေးကြီးကိုမပြောရဲတော့တထေးကြီးရဲ့သားကြီးကိုပြောတာမင်းအဖေကိုပြောလိုက်ဂေါတမဗုဒ္ဓဥဆောင်တဲ့သံဃာအဖွဲ့အစည်းကိုလက်ခံကျွေးမွေးနေတာဟာပစ္စည်းကုန်တာပဲရှိမှာပဲအဲ့ဒီလိုပြောတော့သားကြီးကသင်ကဘာလဲသူကလက်မခံဘူးသူကလည်းဖိအိတ်သားပြီးတော်တယ်အဲ့ဒီလိုလက်မခံတော့နတ်ကပျောက်သွားတယ်ပျောက်သွားပြီးတော့အမှုဆောင်လူကြီးခုခေတ်ဆိုရင်တော့အတွင်းရင်းမှုတို့ဘာလို့ဖြစ်မဲ့တဲ့တူပါရဲ့အဲ့ဒီအနာရဘိတတိကြီးရဲ့အမှုဆောင်လူကြီးစီကိုသွားပြီးတော့ပြောပြန်တယ်တတိကြီးကိုပြောလိုက်ဒီပုဂ္ဂိုလ်တွေကိုကျွေးမွေးနေခြင်းအပြင်ဘာအကျိုးမှမရှိဘူးဒီနေ့ဆင်းရဲလိမ့်မယ်မွဲလိမ့်မယ်အဲ့ဒီလူကြီးကလည်းငါ့ကိုတဲ့ဒီစကားကိုမပြောလို့တကယ်လို့တတိကြီးကရောင်ကိုဆွဲကင်ပြီးတော့အိမ်ကနေကန်ထုတ်မယ်ဆိုရင်တော့ငါဒီစကားမပြောနိုင်ဘူးတဲ့သူကလည်းလူတော်တယောက်ပဲအဲ့ဒီလိုနဲ့တတိကြီးကချမ်းသာတော့တတိကြီးရဲ့အရှိန်ဝါကလည်းရှိတော့နတ်ကတတိကြီးကိုတော့ဓာတ်ရိုက်မပြောရဘူးဗျာဒီလိုနဲ့နေလာလိုက်တာတတိကြီးကနောက်တော့မွဲသွားတယ်အနာရဘိတတိကြီးမွဲဘူးတယ်ဘာဖြစ်လို့မွဲလဲဆိုတော့သူ့စီကနေပြီးတော့ငွေကြီးတွေချင်းငှားပြီးတော့ကုန်ကူးကြတဲ့ကုန်တယ်ငယ်လေးတွေရှိတယ်အဲ့ဒီကုန်တယ်ငယ်လေးတွေကတတိကြီးကဘာသာရေးသာသနာရေးပဲလုံးပန်းပြီးတော့စီးပွားရေးကိစ္စကိုသိပြီးတော့စိတ်ဝင်စားမှုမရှိတော့လက်အောင်ငယ်သားတွေနဲ့ပဲလွှဲထားတော့အဲ့ဒီကုန်တယ်ငယ်တွေကငွေတွေချီးထားတာကိုပြန်မပေးဘူးရှုလိုက်ရင်ဘယ်လောက်တောင်များလဲဆိုတော့18ကလေးလောက်တောင်ရှိတယ်တဲ့တန်180လောက်ပေါ့နော်
အဲ့ဒါပြန်မပေးဘူးနောက်ကံများကလည်းပဲစိုးကျင်တော့အစိရဝတီမြေကမ်းဘေးမှာဘိုးဘွားမိဘလက်ထက်ကစားပိုင်ဆိုင်လို့မြုပ်နှံထားခဲ့တဲ့ရွှေအိုးငွေအိုးတွေကြီးအိုးကြီးတွေကိုအလုံးပိတ်ပြီးတော့မြုပ်ထားတာအဲ့ဒီအိုးကြီးတွေကအစိရဝတီမြေကတိုက်စားလို့မြေထဲကိုမျောပါသွားတာအဲ့ဒါသမုဒ္ဒရာထိရောက်ရောတဲ့အဲ့ဒါနဲ့တထေးကြီးမှာစီးပွားဥစ္စာဆင်းရဲနွမ်းပါတဲ့အခြေအနေကိုရောက်တော့အခါတိုင်းကောင်းကောင်းမွန်မွန်လှူဒန်းနေရတာတွေကမလှူနိုင်တော့မလှူနိုင်ပြီမလို့အလှူကိုတော့သူမပြတ်စေဘူးပတ်စံမရှိတော့ဘူးဆိုတော့အလှူဝိထုကလည်းပဲသိပ်ပြီးတော့မုံမုံမြက်မြက်မဖြစ်တော့ဘူးပေါ့ဗျာအဲ့ဒီတော့သူကဘာပဲလှူရတော့ဆိုတော့ဆွမ်းခွဲထမင်းပုံးရည်ဟင်းတဲ့ဒါနှစ်ခုပဲသူလှူနိုင်တော့တာအဲ့ဒါလိုနဲ့တတိကြီးကစိတ်မချမ်းသာသူကောင်းကောင်းမွန်မွန်လှူခြင်းတယ်အဲ့ဒါနဲ့ဒီနေ့တော့မြတ်စွာဘုရားကြီးရောက်တော့သူ့ရဲ့ခံစားချက်လေးကိုမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ပရိယောလှူလို့သာလှူနေရတယ်စိတ်ထဲမှာမချမ်းသာလာပါဘူးဘုရားမုံမုံမြက်မြက်လှူခြင်းပေးမလို့စီးပွားရေးအခြေအနေရအင်မတန်သနာစရာကောင်းတယ်နော်တတိကြီးကအဲ့ဒါလိုလျှောက်တော့မြတ်စွာဘုရားကတကားကြီးတဲ့ဘောင်းမဲ့ကြောင့်အားငယ်တဲ့ဒေသနေနဲ့ပြောရလေတဲ့တကယ်ဆိုလို့ရှိရင်သင်ရဲ့အလှူမှာလှူဝဲဝတ္ထုတွေကမမြင့်မြတ်ပေမယ်လို့သင်ရဲ့စေတနာကလည်းသိပ်ပြီးတော့မြင့်မြတ်တယ်ပြီးတော့သင်ရဲ့အလှူဝတ္ထုပစ္စည်းကိုအလှူခံတော်မူကြတဲ့သံဃာတော်တွေကလည်းသိပ်ပြီးတော့စိတ်ကလို့ပြောမယ်ဆိုရင်တော့အာပေစကားလို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်သို့တော့အာပေစကားတမင်ပြောတာမဟုတ်ဘူးဒါကအမှန်ပဲစေတနာလည်းမြင့်မြတ်တယ်အလှူခံလည်းမြင့်မြတ်တယ်လှူပွဲရုံညံ့ပေးမလို့အဲ့ဒါဘာအကြောင်းလဲအဲ့ဒီမှာမြတ်စွာဘုရားကဝေလာမသုတ်တံဆိုတာကိုဦးဇင်းတို့အင်္ဂုတ္တရနိကေမှာနဝကနိပတ်မှာဟောထားတာရှိအဲ့ဒီသုတ်တံလေးကိုလည်းပဲတခန္တနာတော့ဟောเสียကောင်းတယ်နော်သူကကျေဝန်းတယ်ဒါပေမဲ့လို့ဦးဇင်းတို့ကသိသိကျင်တယ်ဒါကြောင့်9မိနစ်လောက်ကလေးနော်အဲ့ဒီဝေလာမသုတ်တံလေးကိုကြားပြပြောအောင်မယ်နော်တတိကြီးကိုဘာလို့ဦးဇင်းတို့ကပြောကျင်လဲဆိုတော့အဲ့ဒီသုတ်တံလေးကကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးကိုခွဲခြမ်းဝေဖန်ပြတာဒီကုသိုလ်ကဒီလောက်တန်တယ်ဒီကုသိုလ်ကတော့ဒီလောက်တန်တယ်လို့ကုသိုလ်ရဲ့တန်ဖိုးကိုဘာလို့ပြလဲခွဲခြမ်းပြတာဟိုကြောက်ကုန်တယ်များလို့ပေါ့ဒီကြောက်ကတော့အည်အသွေးဘယ်လောက်ရှိတယ်ဒါကတော့အည်အသွေးဘယ်လောက်ရှိတယ်ဒါကတော့တောင်းကြောက်ဒါကသိန်းကြောက်ဒါကတော့သိန်းထောင်ချီတောင်းချီတန်တဲ့ကြောက်လို့ခွဲပြတယ်လို့မျိုးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကတိဋ္ဌာန်တွေကိုလှူရတာတဲ့လူတွေကိုလှူရတာကမြတ်တယ်လူတွေကိုလှူတဲ့နေရာမှာလည်းပဲသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာတဲ့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာမြတ်တယ်ပုထုဇဉ်ကိုလှူရတာတဲ့သောတာပန်ကိုလှူရတာကမြတ်တယ်ဒါနကိုပဲခွဲခြမ်းပြတာနော်သောတာပန်တရားကိုလှူရတာတဲ့သဂရဂံတရားကိုလှူရတာကမြတ်တယ်သဂရဂံတရားတဲ့အနာဂံတရားကမြတ်တယ်အနာဂံတရားတဲ့ယဟန္တာတရားကမြတ်တယ်ယဟန္တာတဲ့ပိစိကဗုဒ္ဓမဟာတဝကဧကတဝကပိစိကဗုဒ္ဓထို့နောက်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာကမြတ်တယ်သဗ္ဗညုမြတ်စွာဘုရားကိုလှူရတာတဲ့သင်္ဃာတော်တွေအမှုပြုတဲ့ဘုရားအမှုပြုတဲ့သင်္ဃာတော်တွေကိုလှူရတာကမြတ်တယ်တဲ့ဒါနရဲ့အဆင့်ဆင့်မြင့်မြတ်သွားဖို့ဘယ်လောက်ပဲဒါနကောင်းမှုအကျိုးကြီးပါတယ်ပြောအဲ့ဒီဒါနပေါင်းများစွာဘုရားမှုရှိတဲ့သံဃာတော်တွေကိုကြောင်းဆောက်လို့ရတဲ့အကြီးဆုံးဒါနထက်တရဏဂုံ၃ပါးကမြတ်တယ်တဲ့ဟောတရဏဂုံ၃ပါးဒီပိဋကတို့သိတယ်နော်ဘုရားရဲ့ဂုဏ်ဘုရားရဲ့အည်သွေးကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်ကိုပဲပုံပြီးတော့အားကိုးတာလောကမှာချမ်းသာစီမှာကတော့ဘုရားကလွယ်လို့တခြားမရှိဘူးလို့တန်တရားလွတ်ရေးကိုအဓိကချမ်းသာလို့ရည်မှန်းပြီးတော့ပြောတာနော်အေးတန်တရားတွင်ချမ်းသာကိုရည်ရွယ်ပြောတာမဟုတ်အဲ့ဒါလို့တန်တရားတွင်ချမ်းသာလည်းပဲဘုရားကိုအမိပြုပြီးတော့ရနိုင်တာပါပဲသို့တော့တန်တရားလွတ်ရေးအတွက်ဘုရားဆိုတာကိုးကွယ်ရတာဟုတ်ရဲ့လားအေးဒါကတော့ဦးဇင်းတို့အစဉ်မျိုးမျိုးရှိတာပေါ့ဗျာထားပါတော့အဲ့ဒါလို့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုတကယ်သိပြီးတော့အသက်ပါအပ်ပြီးတော့ပုံပြီးတော့ယုံကြည်နိုင်တယ်ကိုးကွယ်နိုင်တယ်စိတ်ကပ်နိုင်တယ်ဆိုရင်အဲ့ဒီတရဏဂုံဒီဘုရားအမှုရှိတဲ့သံဃာတော်တွေကိုကြောင်းမုံများစွာဆောက်ပြီးတော့လှူရတာတဲ့မြတ်တယ်တဲ့ငွေကြီးမပြည့်စုံလို့အကြီးအကျယ်မလှူနိုင်လို့ဘာအားငယ်စရာရှိလဲလောကမှာအသိဉာဏ်ရှိရင်ယူရမယ်ယူတတ်မယ်ဆိုရင်ကုသိုလ်တွေအများကြီးယူလို့ရတယ်ဟုတ်လားအေးအဲ့ဒီတရဏဂုံထက်၅ပါးသီလကမြတ်တယ်၅ပါးသီလတဲ့နှုတ်တညစ်စာပွားများရတဲ့စစ်မှန်တဲ့မေတ္တာကမြတ်တယ်အဲ့ဒီမေတ္တာတရားဘလောက်မြတ်ပါတယ်ပြောအနိစ္စတင်ညာကိုတော့မမှီမြန်ဘူးတဲ့အနိစ္စတင်ညာဆိုတာကမမြဲဘူးဆိုတာကိုအမှတ်ရတဲ့သဘောကလေးမမြဲပါဘူး
ပြီးတော့လည်းပြီးသွားတာပဲမပြီးတဲ့တရားတစ်ခုမှမရှိပြီးကြရတာကြီးပဲစိတ်ပြက်စရာလည်းမရှိဘူးစိတ်တက်စရာလည်းမရှိပျော်စရာလည်းမရှိဘူးမဲ့စရာလည်းမရှိဘူးတကယ်စင်စစ်ဘာဖြစ်လို့လဲဆိုတော့ပျော်ချိန်မဲ့ချိန်မရတော့အောင်ကိုပဲယုံနံတရားတွေကမြန်လွန်းလို့ဟုတ်လားတခါကြီးမှန်မြန်အေးဒါကြောင့်အဲ့ဒါလို့အနိစ္စတင်ညာသည်မေတ္တာတရားတဲ့မြတ်တယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီမှာဝေလာမသုတ်တံကုသိုလ်ကောင်းမှုဆိုတာအလူခံရဲ့အပေါ်မှာမူတည်ပြီးတော့မြင့်မြတ်မှုအကြီးအသေးဒါနာပိုင်းဆိုင်ရာပေါ့နော်လက်စနဲ့တခါတည်းတရဏဂုံကပုံမြတ်တယ်တိလကပုံမြတ်တယ်မေတ္တာကပုံမြတ်တယ်အနိစ္စပညာကပုံမြတ်တယ်ဆိုပြီးတော့ရှင်းလင်းချက်တွေထုတ်သွားတာဘိသပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုနားလည်ပြီးတော့ကုသိုလ်တွေကိုစီစီစစ်စစ်ပြုကြမယ်ဆိုရင်ဟိုဗမာစကားပုံလေးရှိတယ်လေအစင်မတက်တော့ဆန်းလျက်နဲ့မလှတယ်ဗါတဲ့အစင်မတက်တော့ဆန်းလျက်နဲ့မလှတယ်အငင်မတက်တော့ပန်းလျက်နဲ့မရတယ်ဉာဏ်ရှိဖို့လိုတယ်အရာရာဉာဏ်ရှိဖို့လိုတယ်ဦးဇင်းတို့ဒီလောက်ပဲပြောချင်တယ်နော်အေးဒါကြောင့်ကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးကိုအဲ့ဒါလို့ခွဲခြမ်းဝေဖန်ပြတယ်ဝေလာမသုတ်တံဆိုတာကိုမြတ်စွာဘုရားကအနာရပိတတိကြီးကိုဟောတယ်စိတ်ထဲမှာတတ်တာရတာပေါ့ငါရဲ့အလှဝတ္ထုကမမြင့်မြတ်ပေမဲ့လို့ငါရဲ့စေတနာတွေငါရဲ့အလှကိုအလှခံတော်မူကြတဲ့တန်ဃာတော်တွေမြင့်မြတ်တဲ့အတွက်ကြောင့်ငါဘာအားငယ်စရာမှမလိုပါဘူးဆိုပြီးတော့ဒီလိုနဲ့နေတော့စောလိုတုန်းကတော့ပစ္စည်းတွေချမ်းသာနေတော့နတ်ကတတိကြီးကိုမပြောရဲဘူးအခုတတိကြီးဆင်းရဲပြီဆိုတော့နတ်ကလာပြောတာဗျာပိဋကကြီးလောကကြီးရဲ့သဘာဝလည်းတိတ်ကြောက်เสียကောင်းတယ်နော်ပစ္စည်းနောပါပြီဆိုရင်လူချင်းချင်းနှိမ်တာမပြောနဲ့နတ်ကတော့နှိမ်ရင်တဲ့သဘောရှိတယ်ဟုတ်လားဒါပေမဲ့လူငယ်တွေတရားတဲ့နီလန်းနဲ့ကြီးပွားအောင်တော့ကြိုးစားကြမကြီးပွားရင်ကတော့ခံရမှာပဲလောကကညှာတဲ့သဘောမရှိဘူးနော်အေးဒါကတော့စကားအညွတ်ပေါ့ဗျာဟုတ်လားအေးအဲ့လိုနဲ့နတ်ကဘာလာပြောလဲဆိုတော့တတိကြီးရဲ့အိယာတခန်းကိုတန်းကောင်ရံမှာအယောင်ဝါရီတောက်ပစွာထွန်းလင်းပြီးတော့ပေါ်လာတာသင်ပစုလေလေးခုမြောက်တကားမုတ်ကနတ်ပါဘာကိစ္စနဲ့ရောက်လာတယ်အဆုံးအမဩဝါဒလေးပေးခြင်းလို့ပါကဲပေးပါယူယူတည်တည်ပဲတတိကြီးကတတိကြီးတဲ့ဒီယဟန်ဂေါရမမှုပြုတဲ့သင်္ဃာတော်တွေကိုသင်လှူးနေတာပစ္စည်းပေါင်းဘလောက်ကုန်ပြီလေတဲ့ဒါကိုသင်အခုမရက်သေးဘူးဆိုတော့ဓာတ်ထက်ဆက်ပြီးတော့ဒီတိုင်းသွားနေမယ်ဆိုရင်သင်ဓာတ်ထက်မွဲဖို့ပဲရှိတယ်ဒါကြောင့်ဒီကနေ့ကစပြီးတော့အဲ့ဒီအလှူဝတ်တွေကိုဖျက်ပြီးတော့အဲ့ဒီဘာသာရေးသာသနာရေးကိစ္စတွေကိုရက်ပြီးတော့စီးပွားရေးဘက်ကိုကြိုးစားပါလေဒါသင်္ကငါ့ကိုပေးတဲ့အဆုံးမလားဟုတ်တယ်တဲ့အဲ့ဒါဆိုလို့ရှိသင်လောက်မိုက်တဲ့နတ်မရှိသင်လိုမိုက်တဲ့နတ်နဲ့ငါတဏှာတဲ့အတူမနေနိုင်ဘူးဒါကြောင့်ငါရဲ့အိမ်တကားမှုမှာသင်မနေပါနဲ့ထွက်ပါလို့နှင်ထုတ်တယ်ဗျာသောတာပန်အရိယာသူတော်ကောင်းကြီးကနှင်တဲ့အတွက်ကြောင့်ပုထုဇဉ်နတ်တွေမနေနိုင်ဘူးဟုတ်လားမနေနိုင်ဘူးအဲ့ဒီမှာသူသားသမီးလက်ဆွဲပြီးတော့သူနေရမရှိဘူးလောကကြီးရဲ့ဟိုအဖြစ်အပျက်တွေတဘာဝတရားတွေဟာသိဆန်းကျယ်တယ်လူတွေဒါတွေကိုတန်တရားမဖြစ်စေခြင်းဘူးနော်ကိုမသိနိုင်တဲ့လောကရဲ့နှိမ့်ဆိုင်တဲ့သဘောတရားတွေအများကြီးရှိတယ်နော်ကိုသိတာက1ဆိုရင်ကိုမသိတာကဂရေနဲ့ချီပြီးတော့ရှိမယ်ဗျဟုတ်လားအဲ့ဒီမှာသူတကူသာရှိတယ်သူနေရသူကိုသူမဖန်တီးနိုင်ဘူးဒါလေးကိုဦးဇင်းကဩလောကရဲ့သဘောတွေကလည်းအမျိုးမျိုးစမ်းပြားတယ်ကိုနော်အဲ့ဒီမှာအဲ့ဒီနတ်ကသူ့ရဲ့နေရာလေးပြန်ရဖို့အတွက်တတိကြီးကိုလည်းပြန်မပြောရဲတော့ဘူးစတုမာရဲ့နမင်းကြီးလေးပါးကိုအကူကြီးတောင်းတယ်နမင်းကြီးလေးပါးကလည်းမပြောတတ်ဘူးမင်းတကက်သူတော်ကောင်းကြီးကိုမှမင်းသွားပြောတာကိုအဲ့ဒါနဲ့တရားမင်းကိုတက်ပြီးတော့အကူကြီးတောင်းတော့တရားမင်းဆိုတာကဉာဏ်ရှိတယ်ဉာဏ်ရှိတော့အေးငါကတော့ပြောမပေးရဘူးဒါပေမဲ့မင်းကငါအကြံပေးမယ်အဲ့ဒါပါလဲဆိုတော့မင်းဒဏ်ထမ်းပြီးတော့တောင်းပါမှာတဲ့ဘာဒဏ်ကိုထမ်းရမှာလဲမြစ်ထဲကိုမျောပါသွားတဲ့18ကလေးသောပစ္စည်းတွေကိုပြန်ဆယ်ပေးပြီးတော့တထေးကြီးကိုမလေးမစားနဲ့ကျွေးမဆက်ကြတဲ့ကုံတယ်ငယ်တွေကိုမင်းကတထေးကြီးရဲ့အမှုလုပ်ပုံတံဖန်ဆင်းပြီးတော့လိုက်တောင်းပြီးတော့အဲ့ဒါကိုစုဆောင်ပြီးတော့ပေးပြီးတော့ဘယ်နာမှာ18ကလေးသောပစ္စည်းတွေပိုင်ရှင်မဲ့ရှိတာငါသိတယ်အဲ့ဒါကိုမင်းရဲ့တကူနဲ့ယူပြီးတော့ပေးလိုက်အဲ့ဒါလို54ကလေးကိုတထေးကြီးရဲ့အခွန်မြဖြစ်တဲ့တိုက်တာကြီးကြတွေကိုပြည့်အောင်လုပ်ပြီးတော့ဒဏ်ထမ်းပြီးပါပြီတထေးကြီးကျင့်တတ်တော်မူပါလို့မင်းတောင်းပါမယ်ဆိုလို့ရှိမင်းအဲ့ဒီနေရာကိုပြန်နေရလိမ့်မယ်
တရားမင်းကဉာဏ်ရှိတော့အဲ့ဒီတိုင်းညွှန်ကြားတော့အဲ့ဒီနတ်ကအဲ့ဒီတိုင်းလှုပ်ပေးတာအဲ့ဒီတိုင်းလှုပ်ပေးပြီးတော့တတိကြီးကိုပြန်ပြီးတော့တောင်းမှတော့တတိကြီးကကဲလေငါ့ကိုဓာတ်အမှုကိုလည်းပြုမှားတာကိုလည်းမှားတယ်လို့ဝန်ခံတယ်မှားတာလုပ်ပြီးတဲ့နောက်မှားတာကိုမှားပါတယ်လို့ဝန်ခံတယ်ဆိုရင်ဒါသူတော်ကောင်းစိတ်ဓာတ်ရှိလို့ပဲမှားတာကိုလောက်ပြီးရင်ဝန်ခံပြီးတော့နောက်မလုပ်ဖို့ပဲရှိတာကိုအဲ့ဒါနဲ့တတိကြီးကကဲဟုတ်ပြီရှိတယ်တော့ဒါပေမဲ့လို့သင်ကိုငါကျင့်နဲ့ယုံညံ့တဲ့ဒီနေရာကိုမထားနိုင်သေးဘူးငါရဲ့ဆရာမြတ်စွာဘုရားကြီးလိုက်ပြီးတော့တောင်းပန်အောင်ဆိုပြီးတော့အဲ့ဒီနတ်ကိုဘုရားကြီးခေါ်သွားတာမြတ်စွာဘုရားကြီးခေါ်သွားတော့အကျိုးအကြောင်းလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဂါထာလေးနှစ်ပုဒ်ဟောတာဗျာအဲ့ဒီဂါထာလေးကဒီကနေ့ညဦးဇင်းတို့ကံတရားနဲ့ပတ်သက်ပြီးတော့အသိဉာဏ်မရှင်းကြတဲ့ပုဂ္ဂိုလ်တွေအနည်းငယ်များတန်တရားဝင်နေတယ်ဆိုရင်နည်းနည်းလေးစဉ်းစားကြရစကားလေးတွေပေါ့ဟုတ်လားပါပောပိပတ္တိပတ္တံယာဝပါပါဏပစ္စတိယရာစပစ္စတိပါပါထပါဘောပါပါဏိပတ္တိဒါကပထမဂါထာယာဝအကျင့်များလောက်သောကာလပတ်လုံးပါပါမကောင်းမှုသည်နပစ္စတိအကျိုးမပေးသည်တာဝထုမကောင်းမှုအကျိုးမပေးသည်သမျှကာလပတ်လုံးပါပောပိယုံမာသောပုဂ္ဂိုလ်ပင်ဖြစ်ပါတော်လဲဗဒ္ဒရံကောင်းတဲ့အကျိုးတွေကိုပတ္တိတွေ့မြင်ရနိုင်သေးတယ်မကောင်းတာတွေကိုနေ့တိုင်းလုပ်တယ်နေ့တိုင်းပြောတယ်နေ့တိုင်းကြံ့တယ်အဲ့ဒါလိုမကောင်းတာတွေလုပ်ပင်လုပ်냐တော့လည်းပဲအဲ့ဒီမကောင်းမှုတွေကအကျိုးမပေးသေးဘူးဆိုရင်မကောင်းမှုအကျိုးမပေးသေးသမျှကာလပတ်လုံးအဲ့ဒီမကောင်းတဲ့လူမိုက်ဟာကောင်းတာတွေကိုမြင်ရသေးတယ်တဲ့မကောင်းတာလုပ်တော့လုပ်ထားတယ်ဒါပေမဲ့အဲ့ဒီမကောင်းမှုကဘာလဲအကျိုးမပေးသေးဘူးအဲ့ဒီအကျိုးမပေးသေးသမျှကောင်းတာတွေကိုမြင်ရသေးတယ်တဲ့ကောင်းတာတွေကိုမြင်ရသေးတယ်ယရာစအကျင်ခါ၌ကပါပမကောင်းမှုတွေပစ္စတိအကျိုးပေး၏တရားသူမကောင်းမှုအကျိုးပေးတဲ့အခါကာလ၌ပါပေါ်ယုံမှသောထိုပုဂ္ဂိုလ်သည်ပါပါမကောင်းတဲ့အကျိုးပေးကိုသာလျှင်ပတ္တိတွေ့မြင်ရတော့တယ်မကောင်းတာတွေအကျိုးပေးပြီလဲဆိုရောအဲ့ဒီပုဂ္ဂိုလ်ဒုက္ခတွေကြီးဇက်တိုက်တွေ့တော့တာပဲတဲ့ဟုတ်လားမကောင်းတာတွေလှုပ်တော့လှုပ်တယ်အကျိုးမပေးသေးသမျှကောင်းတာတွေကိုသူမြင်ရသေးတယ်သို့တော့မကောင်းမှုအကျိုးပေးပြီလဲဆိုရောမကောင်းတာတွေကြီးတွေ့တော့တာပဲတဲ့အခုမကောင်းတာတွေလုပ်ပြီးတော့ကောင်းတာဖြစ်နေတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲသူ့ရဲ့အတိတ်ကာလဆိုတာရှည်လျားလှပြီဗျဟုတ်လားအေးဆိုကြပါစို့ဒီကနေ့လူတက်တယ်နော်ဒါပေမဲ့သူကဒီအစိုးရအာဏာပိုင်တို့ရဲ့ဖမ်းဆီးခြင်းကိုမခံရအောင်ရှောင်တိမ့်ပြီးတော့ပြေးနိုင်သေးတယ်ဆိုရင်ထောင်တော့မကြသေးဘူးပေါ့လူတော့တတ်ခဲ့တယ်နော်ဒါပေမဲ့သူထောင်ကြခြင်းဆိုတဲ့အကျိုးမရသေးဘူးဟုတ်လားအေးတနေ့မိပြီရာဇဝဘေးပြေးမလို့ဘူးမိပြီဆိုတော့ဒုက္ခတွေတွေ့ပြီပေါ့အဲ့ဒီကြတော့ဒါမကောင်းတာနဲ့ပတ်သက်ပြီးတော့နော်ကဲကောင်းတာနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့တချို့ကောင်းတာတွေလုပ်တယ်ဒါပေမဲ့ကောင်းတာရဲ့အကျိုးကမခံစားရဘူးဒီလိုပဲအစင်မပြေစွာဆင်းရဲပင်ပန်းကြီးစွာနဲ့ရုန်းကန်ပြီးတော့နေကြရတယ်လှူလိုက်တာလည်းအများကြီးစေတနာလည်းကောင်းတယ်ဟုတ်လားတီလာလည်းစင်ကြယ်လိုက်တာဒါပေမဲ့ဆင်းရဲလိုက်တာဒီလိုလူမျိုးတွေမြင်တော့သူတို့တိုင်းကရောသူတို့ကိုမြင်တဲ့လူတွေကရောဟုတ်ကောဟုတ်ရဲ့လားကောင်းတာကိုလုပ်ရတာကောင်းကျိုးပေးတယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လားလို့တန်တရားဝင်ရတာတွေမရှိဘူးလားရှိတယ်အဲ့ဒါကြတော့မြတ်စွာဘုရားဘယ်လိုဟောလဲဆိုတော့ဗရရောပိပတ္တိပါပံယာဝဗဒရဏပစ္စတိယရာစပစ္စတိဗဒံထဗရယောဗဒရာနိပတ္တိယာဝအကျင့်များလောက်သောကာလပတ်လုံးဗဒရံကောင်းမှုဒီနာပစ္စတိအကျိုးမပေးသည်တာဝတုကောင်းမှုအကျိုးမပေးသည်သမျှကာလပတ်လုံးပါပောပိဗဒရောပိကောင်းနာရီလုံနေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါတော်လဲပဲပါပါဏိမကောင်းတဲ့အကျိုးတွေဒုက္ခတွေကိုပတ္တိတွေ့မြင်ရနိုင်သေးတယ်ကောင်းတာတွေကိုအများကြီးလုပ်ပေမယ်လို့အဲ့ဒီကောင်းမှုကအကျိုးမပေးသေးခင်မှာတော့မကောင်းတဲ့ဒုက္ခတွေကိုတွေ့ရနိုင်ပါတယ်တဲ့ဟုတ်လားအေးယရာစာကျင်ခါ၌ကဗဒရံကောင်းမှုသည်ပစ္စတိအကျိုးပေး၏တရားထိုကဲ့သို့ကောင်းမှုအကျိုးပေးသောအခါကာလ၌ဗဒရောကောင်းသောပုဂ္ဂိုလ်သည်ဗဒရံကောင်းတဲ့အကျိုးတွေကိုသာနဲ့ပတ္တိတွေ့မြင်ရတော့တယ်ကောင်းတာတွေလည်းအကျိုးပေးပြီဆိုရောအဲ့ဒီပုဂ္ဂိုလ်ကောင်းတာတွေကြီးတွေ့ရတော့တာပဲတဲ့ဟုတ်လား
အဲ့ဒီတော့ကံတို့ရဲ့သဘောဆိုတာပိဿပေါင်းသူတော်ကောင်းတို့ကောင်းတာအခုလုပ်ပေမဲ့လို့အခုကောင်းခြင်းမှကောင်းမှာမကောင်းတာအခုလုပ်ပေမဲ့လို့အခုဒုက္ခရောက်ခြင်းမှရောက်မှာကံဆိုတာမျိုးစေ့နဲ့တူတယ်တဲ့နည်းနည်းလေးဥစဉ်ရှင်းပြခြင်းလေးတယ်တချို့မျိုးစေ့တွေကရက်ပိုင်းလောက်နဲ့အညောင်ကလေးတွေပေါက်ပြီးတော့အပင်အဖြစ်နဲ့သူတိဆောက်နိုင်တယ်တချို့မျိုးစေ့တွေကြတော့လလောက်အချိန်ယူရတယ်တချို့ကြတော့နှစ်ချီပြီးတော့မပေါက်တာတွေတောင်ရှိတယ်ဘုရင်တခါ BBC သတင်းထဲမှာကြားလိုက်တယ်နှစ်ပေါင်း3000ရှိပြီတဲ့ကြာစီလေးတစ်စီးကမပေါက်သေးဘူးတဲ့ဒါပေမဲ့သူတို့သိပ္ပံနည်းနဲ့စမ်းကြည့်လိုက်တဲ့အခါကျတော့ပေါက်နိုင်တဲ့အခြေအနေအကုန်ရှိသေးတယ်အဲ့ဒါပေါက်အောင်ပါတဲ့အံ့ဩစရာမကောင်းဘူးလားအေးဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့အတိအကျမြတ်စွာဘုရားကတော့အဘိဓမ္မာဒေသနာတော်မှာရှင်းပြထားတာကံတွေဟာအခုလုတ်ပြီးချင်းဒီဘဝတည်းတန်းပြီးတော့ကောင်းကျိုးမကောင်းကျိုးပေးနိုင်တဲ့ဒိဋ္ဌဓမ္မဝေဒနိယကံဆိုတာလည်းရှိတယ်နောက်ဘဝကျမှအကျိုးပေးမှရှိတယ်နောက်ဘဝတောင်အကျိုးမပေးသေးဘူးဒုတိယဘဝကနေပြီးတော့နိဗ္ဗာန်ရသည့်အထိတတိယဘဝကနေပြီးဆက်ပြီးတော့အကျိုးပေးသွားမှာရှိတယ်လုံးဝအကျိုးမပေးတဲ့အဟောတိကံဆိုတာလည်းရှိသေးတယ်ဒါကြောင့်ကံဆိုတာအင်မတန်နဲ့နဲတယ်ကျေပြန့်တယ်တာမန်လူတွေရဲ့ဉာဏ်နဲ့ကံကိုပြည့်ပြည့်စုံစုံနားလည်ဖို့သိဖို့မလွယ်ပါဘူးဒါကြောင့်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဟောထားတာရှိတယ်လေဘုဇံလောကံဤလေးတံမကြံအစွာယူတတ်လှတခါကြီးဒီမကြီးမြတ်ဘုဇံလောကံဤလေးတံမကြံအစွာယူတတ်လှဘုဆိုတာဘုရားနဲ့ပတ်သက်ပြီးတော့ကိုဉာဏ်မမီဘူးဘုရားဆိုတာလေးသိချင်းတဲ့ကဘာတသိအနည်းဆုံးပါရမီဖြည့်ကောင်းတာတွေလုပ်ပြီးမှဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်သူ့ရဲ့အကျိုးပေးသူ့ရဲ့ဘဝသူ့ရဲ့အခြေအနေကိုသိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားနောက်ဘုဇံဇန်တရားတွေနဲ့ကောင်းကင်ကြီးကိုပြန်တယ်ဖန်ဆင်းတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ကိစ္စတွေလေစိတ်ရဲ့စမ်းကြင်မှုကြောင့်စိတ်ရဲ့တကိုးတွေကိုကိုနားလည်ဖို့မလွယ်ပါဘူးဘုဇံလောကကြီးကောင်းအကြောင်းကိုလည်းနားလည်ဖို့မလွယ်ဘူးလောကကြီးကသိစမ်းကြတာသိပြီးတော့ကျေပြန့်တာဟုတ်လားဒီအာဂါတမော့ကြည့်စမ်းတရားဓမ္မတို့ဦးဇင်းတို့ရဲ့ကဘာကျိုးလို့ဟုတ်လားနေစစ်ကြဝဠာလို့အဖွဲ့အစည်းတွေအများကြီးရှိတယ်နော်အနန္တဆိုပြီးတော့ပြောရတာအတိအကျကဏ္ဍဘယ်လိုမှသတ်မှတ်လို့မရဘူးဟုတ်လားအဲ့ဒါလောက်စမ်းကြယ်တဲ့လောကကြီးရဲ့အကြောင်းကိုသိအောင်စဉ်းစားမယ်ဆိုရင်ခေါင်းနေတာခြားခြားလဲသွားလိမ့်မယ်အဖြေဆိုတာထွက်မှာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်နဲ့ကိုယ့်ရဲ့မှီတဲ့ဉာဏ်နဲ့ငုံမိတာကိုပဲကိုယ်စကြက်ကလေးတွေကိုပဲကိုနေဖို့ပြောတာဘုဇံလောကံဆိုတာလည်းအဲ့ဒီအတိုင်းပဲအခုလုပ်ပြီးတော့ကြမှာအကျိုးပေးတယ်အခုလုပ်ထားတဲ့အခုအကျိုးပေးတယ်အမျိုးမျိုးပေါ့ဗျာဟုတ်လားအဲ့ဒါလိုမျိုးကံရဲ့အကြောင်းတရားတွေဟာနဲ့နဲလွန်းလို့ဘုရားနဲ့ပတ်သက်ပြီးတော့ဇန်နဲ့ပတ်သက်ပြီးတော့လောကနဲ့ပတ်သက်ပြီးတော့ကံနဲ့ပတ်သက်ပြီးတော့တကယ့်ကိုအုံနောက်ချောက်အောင်စဉ်းစားမယ်ဆိုရင်စိတ်တွေတောင်ကြောင်ချောက်ချမ်းဖြစ်သွားနိုင်တယ်လို့ဒီလိုဟောထားတာရှိတယ်ဟုတ်လားဒါကြောင့်ဒီအနာရဘိတတိကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဒီဂါထာလေးနှစ်ပုဒ်ကိုဟောတယ်နော်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လဲပဲကောင်းမှုအကျိုးမပေးသေးဘူးဆိုရင်မကောင်းတာတွေကိုတွေ့ရနိုင်သေးတယ်ကောင်းမှုလည်းအကျိုးပေးပြီဆိုတော့စက်တိုက်ကြီးကောင်းသွားမှာပါဒီသဘောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လဲပဲမကောင်းမှုအကျိုးမပေးသေးတော့ကောင်းတာတွေကိုသူတွေ့ရသေးတယ်မကောင်းမှုလည်းအကျိုးပေးပြီဆိုတော့သူအကြာကြီးဆင်းရဲတတ်တယ်ဒါတွေကိုတတိထားပြီးတော့ဦးဇင်းတို့တစ်ချိန်ချိန်ကြောက်ရင်တော့ဇက်ကြီး10ဘွယ်တွေကနာဒရဇက်ဆိုတာကိုဦးဇင်းတို့ပြောဖို့ရည်ရွယ်ထားပါတယ်အဲ့ဒီထဲမှာကံတရားတွေနဲ့ပတ်သက်ပြီးတော့သိစိတ်ဝင်စားစရာကောင်းတယ်ဒါကဦးဇင်းတို့ကဒီတရားပွဲမှာပြောဖို့အစီအစဉ်မရှိလို့စိတ်ဝင်စားတယ်ဆိုရင်ကြိုတင်ပြီးတော့ဖတ်နိုင်အောင်လို့ပြောထားတာဟုတ်လားအဲ့ဒီနာဒရဇက်ကိုလေ့လာကြည့်နွားတက်ပြီးတော့အမတ်ဖြစ်တဲ့လူနဲ့အလှရဲလို့ကြုံမွဲဖြစ်ရတဲ့လူနဲ့လောကကြီးမှာမျက်စိလေတရားကောင်းလွန်းလို့ဟုတ်လားမျက်စိလေတရားကောင်းလွန်းလို့တန်တရားခရီးသွားတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားဒေသနာတွေဟူသောအယောင်အလင်းရဲ့အောက်မှာရှင်သန်ခွင့်ရတဲ့လူတွေပြီးမျက်စိမလဲတဲ့နာလဲမှာဆိုးလို့အဲ့ဒီအလင်းရောင်ရဲ့အောက်မှာဖြောင်းဖြောင်းတန်းတန်းသွားနိုင်ကြစေဖို့နာရရဇက်ကိုဦးဇင်းတို့ညွှန်ကြားပါတယ်ဟုတ်လားအခုတော့လောလောဆယ်တော့ဆက်ပြောရရှိတာပြောရမှာနော်အဲ့ဒါလိုမြတ်စွာဘုရားကဂါထာနှစ်ပုဒ်ကိုဟောတော့နာရတဲ့ပုဂ္ဂိုလ်တွေအများကြီးကျွတ်တန်းဝင်တယ်လို့ပြောတယ်အဲ့ဒီမှာအနာရဘိတတိကြီးကမြတ်စွာဘုရားကိုသူ့အဖြစ်ကိုသူဂုံယူပြီးတော့လျှောက်တာဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ဟာဒီလိုတကူးရှိတဲ့နတ်ကလာပြီးတော့တားတာတောင်တပည့်တော်လုံနေကြသူတော်ကောင်းအလုပ်တွေလှူမှုတမ်းမှုကိစ္စတွေကိုတပည့်တော်မရက်ခဲ့ဘူးတဲ့
နတ်တားတာတောင်တပည့်တော်မရက်ဘူးဆိုတော့တပည့်တော်ရဲ့အစွမ်းတတ္တိလည်းအံ့ဩစရာကောင်းတယ်မဟုတ်လားလို့နည်းနည်းကလေးသူကသူ့အကြောင်းလေးကိုသူ့ကသူအားရလို့ပေါ့လေအရိယာပုဂ္ဂိုလ်ကြီးဆိုတော့သူတော်ကောင်းစိတ်အပြည့်နဲ့ပြောတာပါအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကတက္ကကြီးတဲ့တက္ကကြီးကသောတာပန်အရိယာသူတော်ကောင်းကြီးတဲ့သောတာပန်တယောက်ကိုနတ်တန်းလို့အလှကိုမရက်ဘူးဆိုတာဘာအံ့ဩစရာမှမရှိယရဏမြတ်သုံးပါးကိုအသက်နဲ့လဲပြီးတော့ကာကွယ်နိုင်တဲ့လူတယောက်နတ်တားတာကိုမလှဘူးဆိုတာမလှပဲမနေဘူးဆိုတာဘာအံ့ဩစရာမှမရှိဘူးတကယ်စင်စစ်ရှေးတုန်းကဘာအရိယာမှမဖြစ်သေးပဲနဲ့ပါရမီဖြည့်ခြင်းလူစဉ်ကာလတုန်းကဒီနဲ့တဲ့တကောအစအရာအထောင်ကြီးတဲ့မာနကိုယ်တိုင်ဆင့်တာတာတောင်မှအဲ့ဒီတုန်းကသူတော်ကောင်းတယောက်ဟာအလှကိုမရက်ခဲ့ဘူးဆိုပြီးတော့ခတိရင်္ကာရဇတ်ဆိုတာလေးကိုဟောတယ်အဲ့ဒါလေးကိုအတူတူပြောပြမယ်နောက်ပိုင်းမှာတိတိဇတ်ကိုပြောတရားရှိသေးလို့ပြောမှာကတော့တဝါကြီးပြောမှာပဲเนาะတခါကြီးဒီမကြီးများတနာရီ15မိနစ်အတွင်းဟုတ်လားအဲ့ဒါကိုဘေးသက်ပေါင်းသူတော်ကောင်းတို့တကယ်စူးစူးဆိုင်ဆိုင်နာယူကြရမှာเนาะအေးအဲ့ဒီဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကသိပြီးတော့ချမ်းသာကြွယ်ဝတဲ့တတိကြီးတူဖြစ်တယ်တရားတရားနဲ့ပြည့်စုံတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်အလှမန်းတဲ့ကြီးတွေကိုအကြီးအကျယ်ဆောက်ပြီးတော့လှူတယ်တနေ့တော့ဂန္ဓမာရဏတောင်မှာတရင်သုံးတဲ့ပိစိကဗုဒ္ဓအရှင်မြတ်တစ်ပါးကနိရောဓသမဘကထပြီးတော့အဲ့ဒီတတိကြီးကိုချီးမြှောက်မယ်ဆိုပြီးတော့တပိတ်ပိုက်ပြီးတော့ကောင်းကင်ခရီးကနေဇံရင်စီးပြီးတော့ဘုရားလောင်းတတိကြီးရဲ့အိမ်ပေါင်းဝမှာတပိတ်ကလေးပိုက်ပြီးတော့ရက်အဲ့ဒါကိုမနတ်ကသိတဲ့အခါကျတော့မနတ်ကစဉ်းစားတယ်ဒီတတိရဲ့အလှအန်တရေကိုငါပြုမယ်အဲ့ဒါဆိုလို့ရှိရင်ဒီတတိလည်းပဲကုသိုလ်ကောင်းမှုတွေကဆုတ်ယုတ်ပြီးတော့ဟောဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပဲဒီနေ့မှဆွမ်းမစားရရင်ပြိဋိဘံဆံမှာ9ရက်တိတိသူကမစားခဲ့ရဘူးလေအေးဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပြိဋိဘံဆံရောတန်တရားကလွတ်အောင်လုပ်တဲ့လူကိုမာနကသိပ်ပြီးတော့သူကကြည်ရတာမဟုတ်ဘူးတတ်နိုင်တယ်များသူကနှောင့်ယှက်တာအဲ့ဒါကြောင့်မလို့သူကတစ်ချက်ခုတ်နှစ်ချက်ပြတ်နော်ဘာလို့လဲဆိုတော့အဲ့ဒီတတိရဲ့အိမ်ဘဝနဲ့တတိကြီးရဲ့အိမ်ကြားထဲမှာအင်မတန်နဲ့တဲ့ရှားမီကြီးကတွင်ကြီးကိုဖန်ဆင်းလိုက်တယ်နော်ရဲပြောင်တောက်လောင်နေတယ်အပေါ်ကိုအယောင်နေတက်နေတယ်အနာနာဘယ်သူမှမကတ်နိုင်ဘူးအဲ့ဒါတတိကြီးကမသိတော့သူကစောတော်တုန်းကစဒီဟာကြီးမဖန်ဆင်းခင်ကစပြီးတော့ပြည့်စေကဗုဒ္ဓကိုအရှင်မြတ်ကိုမြင်လို့သူ့ရဲ့အခိုင်းစီတယောက်ကိုတပိတ်ကိုသွားပြီးတော့ယူခိုင်းတာငါဆွန်းလောင်းမယ်အဲ့ဒီမှာအခိုင်းစီကအဲ့ဒီတပိတ်ကိုယူပြီးတော့တတိကြီးကိုပေးတော့တတိကြီးကဟုတ်ပြီဆိုပြီးတော့အဲ့ဒါကိုနတ်သားကြီးတွေဘာတွေနဲ့ဆေးပြီးတော့သားပြုံးထမင်းဟင်းတွေထည့်ပြီးတော့ကင်ကတ်ချီလို့ခိုင်းလိုက်တော့ဟိုလူကသွားမယ်လို့တော့သွားတယ်လမ်းကမရှိတော့ဘူးမိကြီးတွင်ကြီးခံနေတယ်အဲ့ဒါနဲ့ကြောက်ပြီးတော့ပြန်လာတာငကိုယ်တုံးကမရှိပါဘူးဒါဘာဖြစ်တာလဲကဘာမြန်းပြည့်ချင်တာလားကြောက်ပြီးတော့ပြန်လာတာအဲ့ဒါနဲ့တတိကြီးကိုပြောတော့တတိကြီးကဒါဧကန္နမန္တရဲ့လက်ချက်ပဲဖြစ်နေဉာဏ်ရှိတယ်တန်တရားမှာတတိနဲ့ဉာဏ်နဲ့ကျင်လည်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဉာဏ်ကသိပ်ပြီးတော့ကြီးတယ်အတွေးခေါ်ကောင်းတယ်အဲ့ဒါနဲ့သူကဘာလုပ်လဲဆိုတော့ gain မင်းမလူရဲ့ရင်ဒီနေ့တော့မန္တနဲ့ငါနဲ့စစ်ထိုးခြင်းဖြစ်ပြီပေးပါအဲ့ဒီငါမင်းရဲ့တပိတ်ကိုဆိုပြီးတော့အဲ့ဒီတပိတ်ကိုဘုရားလုံးကကိုယ်တိုင် gain ပြီးတော့ဟုတ်လားကိုယ်တိုင် gain ပြီးတော့အဲ့ဒီမိကြီးတွင်နာကိုဖြတ်သွားတာမိကြီးတွင်ဘောက်ဝရောက်ပြီဆိုတော့ဘုရားလောင်းကဘာပြောတယ်လေဂါထာလေးတစ်ပုဒ်ရွတ်တယ်တခေရဲရဲတော့ပဲတတ္တတရားယုံကြည်မှုရှိရင်ရဲရင်တယ်ဆိုတာလေးကိုဦးဇင်းတို့နားလေစရာလေးပေါ့နိအဲ့ဒီမှာဘုရားလောင်းကြီးကဘာရွတ်လဲဆိုတော့ကာမံပတ္တမိနေတဲ့ယံဥဒ္ဒံပါရောအဝန္တိရောနာနရိယံကရိတံမိဟန္တပိဏံပဋိက္ခဟာဂါထာလေးကတော့မများဘူးဗျအဓိပ္ပာယ်သိကောင်းတယ်နော်ဘာပြောလဲဆိုတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပြည့်စေကဗုဒ္ဓအရှင်မြတ်ဖေယဥဒ္ဒံတိရောဥဒ္ဒံပါရောခြေတော့ကမိုးပေါ်ကိုထောင်ပြီးတော့အဝန္တိရောခေါင်းကအောက်မှနေပြီးတော့နေတရံငရဲသို့အဟံဖျားတပည့်တော်သည်ကာမံစင်စစ်တကဲ့ကိုပဲပတာမိကြခြင်းကြပါစေဇောက်ထိုးမိုးမျိုးပေါ့ဗျာဟုတ်လားခြေတော့ကမိုးပေါ်ထောင်ပြီးတော့ခေါင်းကအောက်ကငရဲတွင်ကြီးတဲ့ကိုကြခြင်းကြပါစေတဲ့အဟံဖျားတပည့်တော်သည်အနရိယံသူယုံမာတို့သည်ပြုတ်အပ်တဲ့မလှူခြင်းသီလမဆောက်တည်ခြင်းဆိုတဲ့သူယုံမာတို့ရဲ့လမ်းစဉ်ကိုနာဂရိတမိဘယ်နည်းနဲ့မှမပြုပါငရဲကြမယ်ဆိုလို့မကောင်းတာကိုမလုပ်ပါဘူးတဲ့
ပြောင်းမြန်တောင်ပြောတယ်နော်ဒီကဓမ္မတို့ဦးဇင်းတို့ဥထုဇဉ်တွေကတော့မကောင်းတာကိုလှုပ်ချင်သေးပေါ့ရင်ဟေးငရဲကြလိမ့်မယ်မကောင်းတာမလုံနဲ့ဟုတ်လားကောင်းတာလှုပ်ချအခုဒီမှာသူကဒီမကောင်းတာကြီးကိုလှုပ်လို့ငရဲကိုကြမယ်ဆိုရင်တောင်မှအဲ့ဒါကိုသူမလုံနိုင်ဘူးကောင်းတာကိုလှုပ်လို့ငရဲကြမယ်ဆိုရင်လည်းအဲ့ဒီကောင်းတာကိုလှုပ်မှာမကောင်းတာကိုမလှုပ်လို့ငရဲကိုကြမယ်ဆိုရင်လည်းအဲ့ဒီမကောင်းတာကိုမလှုပ်ဘူးကြခြင်းကြမယ်စီကြောင်းမြန်ပြောတာနော်ငရဲမကောင်းတာမလှုပ်လို့ငရဲကြမယ်ဆိုရင်တော့မကောင်းတာကိုမလှုပ်ဖဲရှောင်အောင်ပါနည်းနည်းနားလေလားမသိဘူးစကားလေးကနည်းနည်းဝိုက်နေတယ်နော်မကောင်းတာမလှုပ်လို့ရှိရင်လက်ပြည်ရောက်ဖို့ပဲရှိတယ်လေသူကမကောင်းတာမလှုပ်လို့ငရဲကြမယ်ဆိုရင်တော့ငရဲကိုကြခြင်းကြပါစေမကောင်းတာကိုတော့မလှုပ်နိုင်ဘူးအဲ့ဒါလိုပြောတာအဲ့ဒါလိုပြောပြီးတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပိစိကဗုဒ္ဓရှင်မြတ်ဘုရားဟန္တာလွတ်လွတ်ပဋိက္ခဟံတပိတော်ရဲ့စွမ်းကိုခံယူတော်မူပါဗျာအဲ့ဒါလိုပြောပြီးတော့အဲ့ဒီမိကြီးတွင်တွေကိုတခါတည်းဆင်းချလိုက်တာဘာမှတော့မနေဘူးနော်မိကြီးတွင်တွေကိုဘာလုပ်လိုက်တာလဲဆင်းချလိုက်တာအဲ့ဒါဥစဉ်တို့ပရမတ္ထဒါနပါရမီလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒီတဲ့ဆင်းရင်သူသိမယ်ဆိုတာသိတယ်သိချင်းသိပဲစီပေါ့နော်အေးအဲ့ဒါလိုမဖြစ်ထူးကဲအင်မတန်စမ်းကြယ်တဲ့လေးနဲ့တဲ့စိတ်သက်ကြီးအဲ့ဒါလိုဖြစ်တော့အင်မတန်စမ်းကြယ်တဲ့လေးနဲ့တဲ့ကိစ္စကြီးကလည်းဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီမိကြီးတွေကပဲဘုံမာကြပန်းကြီးပေါက်လာတယ်တဲ့အဲ့ဒါကဘုရားတော်ရဲ့ခြေထောက်ကိုစီးပြီးတော့ခံတာဒါကလည်းဦးဇင်းတို့ကတော့အင်မတန်ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မိကြီးတွင်တွေကိုဆင်းရဲတယ်ဆိုတဲ့တတ္တိလူတန်းကိုတယောက်ရှိပါမလားမရှိဘူးအင်မတန်မဖြစ်စဘူးထူးခဲ့တဲ့ကိစ္စကြီးမဟုတ်လားအေးလူသားမန်ရဲ့စိတ်ထဲကဒီစိတ်ကလေးဖြစ်ပေါ်ဖို့ဟာမိကြီးတွင်တွေကနေကြာပန်းကြီးဖြစ်ပေါ်ဖို့တဲ့တောင်ခဲရင်မယ်လို့ထင်တယ်အဲ့တော့သူတန်ရဖြစ်တာပေါ့နော်ထူးခဲ့တဲ့စိတ်ဓာတ်ဖြစ်တော့ထူးခဲ့တဲ့အဖြစ်ပြက်ကြီးဖြစ်လာတာပေါ့ဒီလိုပဲစဉ်းစားရတော့မှာနော်အေးဒါကြောင့်လောကကြီးကအဲ့ဒါလိုစမ်းကြယ်တာအဲ့ဒီမှာအဲ့ဒီကြာပတ်ပေါ်ကပဲတခါတည်းပန်းဝင်းပုံတွေကအပေါ်ကိုထွက်လာပြီးတော့ဘုရားလောင်းရဲ့ခေါင်းပေါ်ကိုကြေးချသေးတဲ့သဘာဝတရားကကောင်းကြီးပေးတာပေါ့ဗျာဓမ္မဘက်တော်သားဆိုပြီးတော့ကောင်းကြီးပေးတာပေါ့အဲ့ဒီမှာဘုရားလောင်းကအဲ့ဒီကြာပွင့်ပေါ်ကိုနင်းပြီးတော့ဟိုဘက်ကန်းကိုရောက်သွားတာရောက်သွားပြီးတော့ကဲတပည့်တော်ရဲ့ဆွမ်းကိုခံယူတော်မူဘုရားဆိုပြီးတော့လှူလိုက်တာအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကလည်းအဲ့ဒီတပိတ်ကိုဝမ်းသာပါစေတော့ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ကောင်းငင်ကိုအဋ္ဌာန်နဲ့မြှောက်ပလိုက်အဲ့ဒီတပိတ်ကကောင်းငင်ကနေဝဲပြီးတော့ပြန်သွားတာပြန်သွားပြီးတော့အဲ့ဒါကိုဂန္ဓမာရဏတောင်ထိမြင်ရတယ်ဒီမြင်ကွင်းကိုပြည့်စေကဗုဒ္ဓအရှင်မြတ်900လောက်ဖုံးပေးတာမကုန်ဘူးတဲ့ဒါသူ့ရဲ့သဘောတဘာဝလေးတွေပေါ့နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကအနာရဘိန်တထေးကြီးကိုတထေးကြီးတဲ့အဲ့ဒီတုန်းကမန္နတ်လိုတကိုးသိပ်ကြီးတဲ့နတ်တယောက်ကတားတာတောင်မိကြီးလေးနဲ့ကြခြင်းကြပါစေငါကောင်းတာကိုလုပ်မယ်ငါမကောင်းတဲ့အလုပ်ကိုတော့မလုပ်နိုင်ဘူးဆိုပြီးတော့ငါလုပ်ခဲ့တာတင့်နဲ့အံ့ဩစရာကောင်းတယ်မဟုတ်လားပိဋကအံ့ဩစရာကောင်းလားအံ့ဩစရာကောင်းတယ်အဲ့ဒီမှာနာရဘိန်တထေးကြီးလည်းဝမ်းသာတာပေါ့နော်အေးအဲ့ဒါလိုနဲ့တထေးကြီးအိမ်ပြန်ရောက်လာတော့သာဝတိမြို့တစ်မြို့လုံးလည်းပဲဘာဖြစ်လဲဟာသိပ်ပြီးတော့တထေးကြီးကချမ်းသာတဲ့အဖြစ်ကိုပြန်ရောက်သွားပြီငကိုယ်တုန်းကတထေးကြီးချမ်းသာတယ်သိတယ်မွဲတာလည်းသိတယ်အခုချမ်းသာရကနေမွဲရကနေဘာဖြစ်ပြန်ပြီတော့ချမ်းသာပြန်ပြီအဲ့ဒီလိုချမ်းသာတော့ဘာကြောင့်ဒီလိုပြန်ပြီးတော့ချမ်းသာသွားတာလဲတချို့ကအဓိပ္ပာယ်မပေါ့ဘူးအဲ့ဒီတည်းကပုံနာတယောက်ကတော့တော်တော်ဆိုးတယ်ဗျာအဲ့ဒီပုံနာကသူကအစွမ်းတတ္တိတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကကျက်တည်မင်္ဂလာနဲ့ပတ်သက်ပြီးတော့နားလေတဲ့အတတ်ပညာတစ်ခုကိုတတ်တယ်သူတွက်ချက်တာလည်းဖြစ်ချင်းဖြစ်မယ်သူ့ရဲ့သင်ထားတဲ့ဂါထာတို့ဘာတို့ကြောင့်သွန်းတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာကျက်တည်မင်္ဂလာနဲ့ပတ်သက်ပြီးတော့သူနားလေတယ်အဲ့တော့သူကစဉ်းစားတယ်တဲ့ဟောဒီတထေကြီးကကျက်တည်ရှိတာတော့အမှန်ပဲကျက်တည်ရှိလို့မို့မွဲရကနေပြန်ပြီးတော့ချမ်းသာလာတာအဲ့ဒီကျက်တည်ကိုငါကသိနိုင်မြင်နိုင်တဲ့အစွမ်းရှိတော့ဒီတထေးကြီးမသိအောင်တထေးကြီးရဲ့အိမ်ကိုအလဲသွားပြီးတော့အဲ့ဒီကြက်တရေကိုငါသွားခိုးမယ်ဆိုပြီးတော့အိမ်ကိုရောက်လာတာရောက်လာတော့ပုံနာကြီးကသောတာပန်အရိယာကြီးဆိုတော့ဝန်တုံမှုမစ္စရိယမရှိဘူးလေအလုံးကိုတန်းတူထားနိုင်တယ်လေအဲ့ဒါနဲ့ကိုင်းပုံနာကြီးကိုနေရာတွေပါနေပေးတော့ပုံနာကြီးကလည်းသူတတ်တာမှတ်တာရွတ်ဖတ်အဲ့ဒီမှာပုံနာကရွတ်လို့လားရွတ်နေတာရှောက်ကြည့်နေတာသူ့မျက်လုံးကကြက်တရေဘယ်နာရှိလဲလို့ကြည့်နေတာဟုတ်လားအဲ့ဒါနဲ့ကြက်တရေကိုကြည့်တော့
ကျက်သေးကြီးကတထေးကြီးမွေးထားတဲ့ရွှေကြိုင်ထဲမှာထည့်ထားတဲ့စွတ်စွတ်ဖြူနေတဲ့ကျက်ဖရဲ့အမောက်ပေါ်မှာကျက်သေးကြီးလေးရှိတယ်တဲ့အဲ့ဒါပုံနာကသူမြင်တာတထေးကြီးကသိတောင်မသိဘူးအဲ့ဒါနဲ့ဒီကျက်သေးကြီးရဲ့ယူလို့ကတော့မဖြစ်ဘူးဆိုတော့ပုံနာကြီးဘာရခြင်းလဲဆိုဟိုကျက်ဖြူဖြူလေးရခြင်းပါလေအဲ့ဒီကျက်ဖြူဖြူလေးပေးပါတောင်းတာဗျတောင်းတော့တထေးကြီးကလည်းစေနာကောင်းတော့ကဲယူပါဆိုပြီးတော့အဲ့ဒီကျက်ဖဖြူလေးကိုပုံနာကြီးကိုပေးတယ်ပေးတော့ပုံနာကြီးလည်းလက်ထဲလည်းရောက်ရောကြည့်လိုက်တယ်ကျက်သေးကြီးကမရှိတော့ကျက်သေးကြီးကဘယ်ရောက်သွားတယ်ဆိုတော့ကျက်သေးကြီးကဗရမ ्या ပေါ်ရောက်သွားတယ်ကလပ်ပေါ်တင်ထားတယ်အလှပြထားတယ်ဗရမ ्या ပေါ်ရောက်သွားတယ်အဲ့ဒါနဲ့ရှောက်ကြည့်ပြန်တယ်သူတခုခုလိုချင်တယ်လို့တထေးကြီးကသိတော့ဘာရချင်လဲဆိုတဲ့သဘောနဲ့ပြောတော့ဟိုဗရမ ्या လေးပေးပါကဲယူပါဆိုပေးလိုက်တယ်ရပြန်ပြီဗရမ ्या ဒါပေမဲ့လက်ထက်လည်းရောက်ရောကျက်သေးကြီးကပါမလာပြန်ဘူးအဲ့ဒါနဲ့ကြည့်တော့ဘယ်မှာရောက်သွားတော့ဆိုတော့တထေးကြီးကင်တဲ့တောင်ဝေးရဲ့ထိတ်မှာကျက်သေးရရှိနေပြန်နေတဲ့သူ့အတက်ပညာနဲ့ကြည်တာမို့ဗျာအဲ့ဒါနဲ့တထေးကြီးကိုတောင်မွေးတောင်းပြန်တယ်ပေးလိုက်ပြန်တာပဲပေးလိုက်လို့အဲ့ဒီမှာကျက်ကိုဗရမ ्या ကိုတောင်မွေးရောလက်ထက်ရောက်တယ်ကျက်သေးကတော့ပါမလာဘူးဘယ်ရောက်သွားတော့ကြည့်တော့မနှမ်းမကမ်းမှာထိုင်းနေတဲ့ပုံညာလက္ခဏာဒေဝီတထေးကတော်ကြီးရဲ့စရုံးပေါ်မှာကျက်သေးကရှိနေတယ်တဲ့အဲ့ဒါသွားကြတော့တာပဲတောင်းလို့မရတော့ဘူးဟုတ်လားအဲ့ဒီကြတော့မှပုံသားကြီးကသဘောပေါက်သွားတယ်ကျက်သေးရဆိုတာဒီလိုယူလို့မရဘူးသူ့ရဲ့ကံပါခဲ့တာသူ့ရဲ့ကောင်းမှုပေါ့ကံဆိုတာလဲမိုးပေါ်ကြဟိုတစ်ချက်မှောက်ဖဲတယ်လို့ကံစိုးကံကောင်းနှိုက်လိုက်တာမဟုတ်ဘူးနော်သူတစ်ချိန်လုံးကလုပ်ခဲ့တာပဲလောကကြီးမှာအလကားဘာမှမရဘူးနော်လောကကြီးကတက်တက်မဲ့လဲဘယ်တော့မှမနှိမ့်ဆက်ဘူးတက်တက်မဲ့လဲဘယ်တော့မှမချီးမြှောက်ဘူးအင်မတန်တရားတယ်နင်းတကကြီးမိုက်များသူလုပ်ခဲ့တဲ့ကောင်းမှုဒီဟုသောကံရဲ့အရှိန်အစော်ကြောင့်ကျက်သေးကသူ့မှာရှိနေတာအဲ့ဒီမှာပုံသားကြီးကတော်တော်ကြီးကိုသဘောပေါက်သွားတယ်သူလည်းသူတော်ကောင်းစိတ်ရှိပုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့အကုန်ပြောင်ဖွင့်ပြောတယ်ကျက်သေးကိုရခြင်းလို့ဒီကျက်ကိုတောင်းတာဒီဗရမ ्या ကိုတောင်းတာဒီတောင်ဝေးကိုတောင်းတာအခုကျက်သေးကတထေးကတော့ကောင်းပေါ်ရောက်သွားပြီဒါမပေးသင့်တဲ့ပစ္စည်းတဲ့အဲ့ဒါကြောင့်မလို့ဒီကျက်တွေဗရမ ्या တွေတောင်ဝေးတွေကိုလည်းပြန်ယူပါဆိုပြီးတော့ပြန်ပေးတာဗျယူမသွားဘူးတော့သူ့ရဲ့လောဘနဲပုံကလည်းသူကကျက်သေးလေးပဲရချင်တာကိုအဲ့ဒီမှာပုံသားကြီးအဲ့လိုပြန်သွားတော့တထေးကြီးကလောကကြီးကလည်းဆန်းလိုက်တာဒါတွေကိုနားလေတဲ့လူလည်းရှိတယ်အဲ့ဒါကိုတထေးကြီးကမြတ်စွာဘုရားကိုသွားလျှောက်တာလျှောက်တော့မှမြတ်စွာဘုရားကအဲ့ဒီမှာတိရိဇတ်ဆိုတာကိုဟောတယ်အဲ့ဒါကံတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောခြင်းနဲ့စမ်းကြင်မှုကလေးပေါ့နော်တရားကောင်းစဉ်ကဘယ်လိုတတ်တာလဲအနာတပိနဲ့ကံတရားတဲ့အနာတပိနဲ့ပတ်သက်တဲ့တရားတွေကတော့ပြောလို့ဆိုပြောလို့မကုန်ဘူးဗျာနော်အနာရပင်တထေးကြီးဒေဂာနီမှာငိုရတာတွေရှိတယ်နော်ကြားဘူးတယ်နော်အများကြီးပါပဲအနာရပင်ကိုအကြောင်းပြုပြီးတော့အင်္ဂုတ္ထုမှာဟောထားတာတွေရှိတယ်တန်ရုပ်ပါဠိတော်မှာဟောထားတာတွေရှိတယ်အဲ့ဒါတွေကိုပြောမယ်ဆိုရင်ဆုံးမမဟုတ်ဘူးဟုတ်လားအခုတော့ဦးဇင်းတို့ကတရားကောင်းစဉ်တတ်ထားတဲ့အတိုင်းအနာရပင်နဲ့ကံတရားဆိုတဲ့အတိုင်းကံတို့ရဲ့စမ်းကြယ်ပုံကလေးတွေပြုခဲ့တဲ့ကောင်းမှုတို့ရဲ့အစွမ်းတတ္တိတွေကိုဦးဇင်းတို့ဆက်ပြီးတော့ကြံတဲ့အချိန်လေးမှာပြောကြရအောင်ဟုတ်လားအေးအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားတိရိဇတ်ကိုဟောတော့ဘယ်ကနေစပြီးတော့ပြောလဲဆိုတော့တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကအင်မတန်ချမ်းသာကြွယ်ဝတယ်တတိတကြောညုံမှဖြစ်တယ်နောက်တော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေအလုံးကိုစွန့်ပြီးတော့ရသေးဝစ်ပြီးတော့ဟိမန္တာမှာနေတာနောက်တော့ဇန်နေဘိန်းကြီးနေကြအဲ့ဒါလိုနဲ့လူပြည်မှာလူလောကကြီးကိုတခါတခါသူကြွလာတော့ဆင်ဦးစီးတယောက်ကတအားကြည်ညိုတယ်ဘုရားလောင်းကိုအဲ့ဒါနဲ့ကြွလာတိုင်းအိမ်ကိုပင့်ပြီးတော့ဆုံးကတ်တယ်အဲ့ဒါဘုရားလောင်းနဲ့ရင်းနှီးတဲ့အနေအထားမျိုးပေါ့အဲ့ဒီလိုနဲ့နေလာရင်းနဲ့တနေ့တော့စမ်းကြဲတဲ့ကိစ္စတွေကဘလို့ဖြစ်လာလဲဆိုတော့အဲ့ဒီမြို့တွေကဗာရာဏသီမြို့တွေကထင်းခွေစားရတဲ့လင်မယား2ယောက်ရှိတယ်အဲ့ဒါမယားကအိမ်မှာထမင်းချက်နေရစ်ပြီးတော့ယောက်ျားဖြစ်တဲ့လူကထင်းခွေထွက်ရတယ်အဲ့ဒီလိုနဲ့ထင်းစည်းကလေးပိုက်ပြီးတော့ရွက်ပြီးတော့ထမ်းပြီးတော့ပြန်လာတာအဲ့ဒီနေ့မှာမိုးချုပ်လို့မြို့တကားတွေပိတ်လို့မြို့ထဲကိုမဝင်နိုင်ဘူးအဲ့ဒါနဲ့မြို့အပြင်ဘက်ကခရီးသည်တွေတဲခိုကိုစောက်ထားတယ်တောအုပ်ရဲ့ဘေးမှာရှိတယ်ဇရက်ပေါ်မှာတက်ပြီးတော့အိတ်တာအဲ့ဒီဇရက်ရဲ့ထိတ်မှာလည်းပဲတစ်ပင်ကြီးတော်တော်ကြီးကြီးရှိတယ်အဲ့ဒါညလည်းရောက်ပြီဆိုတော့တောကျက်တွေပေါ့ဗျာကျက်တွေကလာပြီးတော့အဲ့ဒီအပင်ပေါ်မှာအိတ်တန်းတက်ကြတာအဲ့ဒါဒီစင်းရဲသားကလည်းကြောက်လန့်နဲ့တယောက်တည်းအိတ်တာအဲ့တော့ကြောက်လန့်အိတ်တော့အိတ်မပြောဘူးအိတ်မပြောတော့ညသကောင်ရောင်လောက်တွေရောက်တော့ကျက်တွေကလူစကားပြောတာကိုကြားရတယ်တဲ့ဆန်းကျင်တော့လာပြန်ပြီတော့ဒီနေ့တော့ဘုန်းကြီးကအသန်းလေးကြီးဟောနေတယ်လို့မအောင်မင်းနဲ့ဟုတ်လားအခုတလုံးကတော့ကြားဘူးလိုက်သေးတယ်တော်တော်ကြာပါပြီကြောင်ကနေလူစကားပြောတယ်တဲ့ဟုတ်လားဒါကတော့ဟိုလိလာစူးစမ်းဖို့ကိစ္စတွေကိုပြောတာပါယုံနာမယုံနာတခါလည်းမတို့ရဲ့အပိုင်းကဏ္ဍပေါ့လေဟုတ်လားလောကကြီးမှာဇတ်တော်တွေထဲမှာတော့မြတ်စွာဘုရားကတော့ဟောထားတာရှိတာပဲ
ဟုတ်လားဒါပေမဲ့ကိုသိတဲ့အတီလေးကိုသိပြီးတော့အထင်မကြီးဖို့တော့လိုတာပေါ့လေထားပါတော့အဲ့ဒါလို့နဲ့ကျက်တွေကလူစကားပြောတယ်ဟဲ့လူကပြောနေတယ်သူထင်ပါပေါ့အဲ့ဒါနဲ့ကြည့်တော့ဟာကျက်တွေပြောနေတယ်ပေါ့အဲ့ဒါဘာလို့ပြောလို့ဆိုတော့ကျက်ဖနှစ်ကောင်စကားပြောနေတာအပေါ်ကကျက်ကမစင်ဆွန့်ချတော့အောက်ကကျက်ရဲ့ခေါင်းပေါ်ကိုကြာငါခေါင်းပေါ်မစင်ဆွန့်ချတာမစုလဲငါပါလို့ဟာဘာဖြစ်လို့လှုပ်လဲဆိုတော့မတော်လို့ပါလို့ပြောတယ်အဲ့ဒါအောက်ကကျက်ကပြီးမခံနိုင်တော့ကျက်နှစ်ကောင်ရံဖြစ်ကြရံဖြစ်တော့အမမင်းကဘာဆွမ်းလို့လဲမင်းရဲ့ဘာအစွမ်းအတ္တိကိုအမိပြုတ်ပြီးတော့မာနကြီးနေတာတော့အမိပြုတ်တရားတစ်ခုခုတော့ရှိမှမာနကလည်းဖြစ်တာကိုဗျအဲ့လိုပြောတော့အောက်ကကျက်ကမင်းကငါ့ကိုရာရာဆဆကြက်မြန်းထင်းနေလားပေါ့ငါ့ကိုတတ်ပြီးတော့စားတဲ့လူကအဲ့ဒီနေချင်းမင်းအသဗျာထောင်ထုတ်ရနိုင်တယ်လို့ပြောတယ်ဒီလောက်လေးအစွမ်းနဲ့မင်းငါ့ကိုလာပြောနေတာအံ့ရောအပေါ်ကကျက်ကဟုတ်လားတကယ်ဆိုလို့ရှိရင်ငါ့ရဲ့အစွမ်းကိုမင်းမသိလို့ပြောတာငါ့ရဲ့အတွင်သာအင်မတန်ကြီးမြတ်တဲ့အသားကိုစားရတဲ့လူဟာ9ရက်အတွင်းမှာရှင်ဘရင်ဖြစ်မယ်တဲ့ဟုတ်လားအပြင်ဘက်ကအသားကိုစားရတဲ့ပုဂ္ဂိုလ်ဟာတဲ့ယောက်ျားဆိုလို့ရှိရင်စစ်သေးနာပရိယုတ်ဖြစ်မယ်မိန်းမဆိုရင်မိဖုရားဖြစ်အယိုးအသားကိုစားရတဲ့ပုဂ္ဂိုလ်ဟာလူဆိုရင်ဗန္ဒာဆိုဖြစ်မယ်ယတိယဟန်ဆိုရင်မင်းဆရာဖြစ်မယ်မင်းဒီလောက်နဲ့ငါလာမပြောနဲ့သူတို့တည်တွင်သူတို့တူးတာပဲဟုတ်လားအဲ့ဒီမှာဇရက်ပေါ်မှာအိတ်နေတဲ့ကောင်ကငွေ1000ပါလို့မှလည်းအောက်ကချက်ကိုစိတ်ဝင်စားဘူးအပေါ်ကချက်ကိုစိတ်ဝင်စားတယ်အဲ့ဒါနဲ့တက်ပြီးတော့အပေါ်ကချက်ကိုဖမ်းရိုက်တက်ယူသွားရောမနဲ့လင်းပြီးရောအိမ်ရောက်တော့မိမကိုအင်မတန်အရေးကြီးတယ်ကောင်းကောင်းမွန်မွန်ချက်နော်ကောင်းကောင်းမွန်မွန်ချက်ဒီနေ့တကယ်ကိုမင်္ဂလာရှိစေနေဆိုလင်မယား2ယောက်ကြက်သားချက်ထမင်းကောင်းကောင်းချက်ပြီးတော့ထမင်းတောင်းလေးနဲ့ထည့်ပြီးတော့ဒီလိုကြက်သေးမရှိတဲ့အိမ်ရုပ်ထဲမှာမစားခြင်းအင်မတန်သားရလှပ်ပါတဲ့ခင်ကံပြကမ်းပေးမှာရေချိုးပြီးတော့တကယ်ကိုအပန်းဖြေပြီးမှစားမယ်အဲ့တော့ထမင်းတောင်းလေးမိမကရွယ်ယောက်ျားကရှေ့ကသွားထမင်းမစားသေးခင်မှာခန္ဓာကိုယ်တန့်ရှင်းအောင်ရေချိုးရမယ်ဆိုရေချိုးတာအဲ့ဒီလိုရေချိုးတော့ထမင်းတောင်းလေးကိုတဲတောင်မြေပေါ်မှာတင်ထားတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲလေတွေအပြင်းထန်တိုက်တယ်တဲ့သူတို့လည်းရေလဲချိုးရောအဲ့ဒီမှာရေတွေကလှိုင်းတွေပုတ်ပြီးတော့အဲ့ဒီထမင်းတောင်းကိုရေလှိုင်းကတည်သွားတာနော်အဲ့ဒီဆင်းရဲသားလင်မယားကတော့စာထဲကတော့တိတိကျကျပြောတယ်ပဲဖြင့်ရောသောရေဖြင့်ပြည်သောဖူးဖူးရောင်သောဝမ်းဖြင့်ပြေးကြလေ၏တဲ့သူတို့ရဲ့ပိုက်ထဲကိုသဲရည်တွေပဲဝင်သွားတယ်ကြက်သားတော့မစားလိုက်ရဘူးပေါ့ဟုတ်လားအေးအစီအမံနဲ့ချက်ထားတဲ့ကြက်ကဘယ်ရောက်သွားလို့ကြက်သားကမြေချောင်းချောင်းမျိုးသွားပြီအေးအဲ့ဒါကိုဘုရားလောင်းယသိကိုအင်မတန်ကြည်ညိုတဲ့စင်ဆရာကစင်တွေကိုရင်ချိုးပေးနေတာစင်တွေကိုရင်ချိုးပဲဟိုပေါ်လို့မျိုးလာတာဘာလဲပေါ့အဲ့ဒါနဲ့သူ့တပည့်တွေကိုဆဲခိုင်းတော့အရှင်ဒါထမင်းတောင်းမယ်ဟာအော်တယ်အောင်မကြက်သားတွေနဲ့ဟေ့တယောက်မှမကင်နဲ့ထူဆန်းနေအဲ့ဒါကိုအလုံးပိတ်အင်းသွားပို့ကြည့်ငါမိမကိုလည်းမဖွင့်စေနဲ့ဒီကြက်သားကိုငါလာမစီမံမယ်လို့ပြောလိုက်ဆိုပြီးတော့အိမ်ကိုပို့ခိုင်းလိုက်တယ်သူအလုပ်လဲပြီးပြီဆိုတော့အိမ်ပြန်သွားတယ်အဲ့ဒါကိုဘုရားလောင်းကအဘိညာဉ်နဲ့သိတယ်ငါတကာတော့ကြီးပွားတော့မှာပဲဟုတ်လားငါတကာတော့ကြီးပွားတော့မှာပဲလူပေါင်းမှန်ဖို့လည်းလူသေးတာကိုဗျဟုတ်လားအိမ်ငါတကာတော့ကြီးပွားတော့မှာပဲဆိုပြီးတော့အဲ့ဒါတကိုးနဲ့အရင်ရောက်အောင်တွားနေပြီးတော့အိမ်မှာထိုင်နေတယ်ရှင်ဆရာကတရားတရားနဲ့ရှိတဲ့လူဆိုတော့ဒီလောက်ကောင်းတဲ့ကြက်သားကိုတို့မစားဘူးဆရာတော်ကိုလှူမယ်ယသိကိုလှူမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ထမင်းတောင်းကြီးကိုယသိသူမြတ်ကိုကတ်တဲ့အခါကျတော့ယသိကြီးကတိုင်းအဲ့ဒီကြက်သားကိုဘုရားလောင်းကလက်နဲ့တောင်မထီဘူးမထီဘဲနဲ့အဝေးကနေစီမံတာဟိုတဲကဝင်းနေသားကိုတက္ကကြီးစားနော်အပြင်ဘက်ကအသားကိုဒကမာကြီးကိုကျွေးနော်အေးကတ်နေတဲ့အယိုးရင်းလေးကိုငါကတ်စားနော်အဲ့ဒီမှာရှင်ဆရာကရှင်ပြန်ဒကမာကြီးကမိဖုရားသူကမင်းဆရာပေါ့ဗျာအေးအဲ့လိုဖြစ်အောင်စီမံတာဟိုကတော့ဘူးမတိပါမတိစားလိုက်တာပဲစားပြီးတော့မင်းနောက်9ရက်အတွင်းမှာရှင်မင်းဖြစ်လိမ့်မယ်ဒါကြောင့်တတိနဲ့နေပါဒါပဲပြောသွားတာအဲ့ဒါတိုက်ဆိုင်ပဲအိန္ဒိနာချင်းနိုင်ငံတစ်ခုတိုင်းပြည်တစ်ခုကအဲ့ဒီတိုင်းပြည်ကိုလာဝိုင်းပြီးတော့စစ်ပြုတာအဲ့ဒီမှာသူတို့ရဲ့ရှင်မင်းကရှင်စည်းပြီးတော့စစ်တိုက်တာတိုက်တော့သူကဘယ်လိုစိတ်နဲ့လုပ်တယ်လဲတော့မသိဘူးဆင်ဆရာကိုမင်းမြောက်တစား၅ပါးဝတ်ပေးပြီးတော့သူကဆင်ဦးစီးပုံစံမျိုးနဲ့ရွရွချွန်ချွန်တိုက်တာသူများကရှင်မင်းကိုအဓိကထားပြီးတော့ပြင်ရင်သူလွတ်အောင်မဲ့လုပ်သလားတော့မသိဘူးပေါ့ဗျာဟုတ်လားဆင်ဦးစီးကိုဘယင်အသွင်ယူပြီးတော့သူကဆင်ဦးစီးအနေနဲ့စစ်ပွဲကိုတိုက်တာစီမံကုတ်ခဲတာအဲ့ဒီမှာအရှိန်ဟုန်ပြင်းနဲ့မြားတဲ့စင်းဝင်မှန်ပြီးတော့ပိုးချင်းပြီးတည်တယ်အဲ့ဒီရှင်မင်းကသေတဲ့အခါကျတော့ဆင်ဦးစီးကညံရှိတယ်ဟာဘယင်ကြတယ်မပြောဘူးအကုန်လုံးအားလျော့ကုန်မှာဆိုလို့
အဲ့ဒါနဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲဝန္တာလိုက်တွေကိုဖွင့်ပြီးတော့အသပြာထောင်ထုတ်တွေထုတ်ရွှေတွေငွေတွေထုတ်ပြီးတော့မင်းတို့အောင်ရင်ဒါတွေရမယ်ဆိုပြီးတော့ကိုလူတွေကိုစိတ်အားထက်သန်စွာဖြစ်စေတာအဲ့ဒီမှာအကုန်လုံးရိုးရိုးချွန်ချွန်တိုက်တော့ရန်သူတွေပြေးရတယ်ပြေးရတော့ဘယင်ကြီးလည်းမရှိဘူးဆိုတော့အမှုကြီးမတ်ရသေနာပတိတွေကတိုင်ပင်ကြတဲ့အခါကျတော့တို့ရှင်မင်းကြီးကိုယ်တိုင်ကမသေးခင်ကစမင်းမြောက်တစား၅ပါးဝတ်ပေးသွားတာအဲ့ဒါဘာအဓိပ္ပာယ်လဲဟောသူတို့စဉ်းစားတယ်နော်ပြီးတော့ဒီစင်စရာဟာဉာဏ်ရှိတယ်သူ့ကြောင့်မလို့တို့တိုင်းပြည်ကြီးမကြတာဒါကြောင့်သူ့ကိုယ်သာမင်းမြောက်ကြဆိုပြီးတော့မင်းမြောက်လိုက်တယ်လေဟုတ်လားအဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကျက်တည်းဆိုတာထိုက်တဲ့ထိုက်ရကိုရောက်သွားတာဟုတ်ရဲ့လားထိုက်တဲ့ထိုက်ရကိုရောက်သွားတာဒါမြတ်စွာဘုရားကကံလို့ရဲ့ဆန်းကျယ်ပုံတွေကိုပြောတာနော်အဲ့ဒီမှာဏိဂုံးကျုံမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေကိုဘာဟောလဲဆိုတော့လောကကြီးမှာချမ်းသာတာကောင်းတာမှန်သမျှကောင်းမှုကြောင့်ဖြစ်တာတဲ့ကောင်းမှုကြောင့်ဖြစ်တာဆိုတော့ဘိဿပေါင်းသူတော်ကောင်းတို့ကဟာပစ္စည်းတွေပေါအောင်တပည့်တော်တို့ဒီမှာချွေးတတိကြအောင်လုပ်နေရတာဘယ်ကောင်းမှုကပေးတာလဲလို့အဲ့ဒါလိုမပြောပါနဲ့အဲ့ဒါလိုပစ္စည်းဥစ္စာကိုရအောင်တရားတဲ့နီးလန်းနဲ့ကြိုးစားနေတာကိုကစပြီးတော့ဘိဿပေါင်းသူတော်ကောင်းတို့သူ့ကိုမကောင်းဘူးလို့ပြောလို့ရမလားမရဘူးဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်လို့သိတတ်တဲ့ဉာဏ်ဆိုတာလေကောင်းမှုကြောင့်ဖြစ်တာပဲမဟုတ်လားဆိုရပါစို့ဗျာတယောက်နဲ့တယောက်ဉာဏ်ဉာဏ်သွေးချင်းတူလားမတူဘူးဘာဖြစ်လို့မတူတာလဲသူပြုတ်ခဲ့တဲ့ကံတွေမတူလို့ပေါ့ဗျာအော်စရာကောင်းတယ်နော်မျိုးရိုးကြောင့်လို့ဗီဇကြောင့်လို့အဲ့လိုမပြောပါနဲ့အဲ့ဒါမလုံလောက်ပါဘူးနော်အတူတူမွေးတယ်ညီအကိုရင်းနှစ်ယောက်အမွှာဘူးနှစ်ယောက်မိဘအတူတူပဲတစ်ချိန်နဲ့မွေးတယ်တယောက်ကတစ်မျိုးတယောက်ကတစ်မျိုးဖြစ်နေတယ်ဘယ်နဲ့လုပ်မလဲသိပ္ပံပညာနဲ့ရှင်းမရတဲ့ကမ္မပြဿနာတွေအများကြီးရှိတယ်ဟုတ်လားအဲ့ဒီတော့တကယ်တမ်းပြည်လေစေတာကအတိတ်ကာလပေါင်းများစွာကဖြတ်သန်းခဲ့စဉ်အခါကိုပြုတ်ခဲ့တဲ့ကိုယ့်ရဲ့စေတနာတွေကိုပြောခဲ့တဲ့ကိုယ့်ရဲ့အပြောတွေကိုလုပ်ခဲ့တဲ့ကိုယ့်ရဲ့အလုပ်တွေကကိုယ့်ကိုပုံဖော်နေတာအဲ့ဒါကိုဘေးသက်ပေါင်းသူတော်ကောင်းတို့လက်ခံရလားကောင်းကောင်းပုံဖော်တာဟာကောင်းတဲ့တရားတွေကပုံဖော်မှာပေါ့မကောင်းတာတွေကိုပုံဖော်တာကမကောင်းတဲ့တရားတွေကပုံဖော်မှာပေါ့အဲ့ဒီတော့ကိုယ့်ရဲ့ဘဝလေးဖြောင့်ပြူးခြင်းနဲ့သာယာခြင်းနဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုရောက်ခြင်းနဲ့ဆိုရင်တော့ကောင်းတာလုပ်ဖို့ပဲရှိတယ်ကောင်းတာဒီကိုလိုခြင်းနဲ့ကောင်းတာမှန်သမျှကိုသိကြတော့ပေးမယ်လုံးဝတန်တရားမဖြစ်နဲ့ဟုတ်လားဒါရှိအစဉ်အဆက်ဘုရားယန္တာရိယာသူတော်ကောင်းကြီးတွေသိတဲ့အတိုင်းမြင်တဲ့အတိုင်းပြောသွားတာဟုတ်လားအေးကောင်းတာတွေမှန်သမျှကိုလိုချင်တယ်ဆိုရင်ဘာကိုလုပ်ရမလဲကောင်းတာကိုလုပ်ရမယ်ကောင်းတာဒီသာနဲ့ကောင်းတာကိုဖြစ်စေလိမ့်မယ်ဒါကြောင့်အဲ့ဒီမှာအဲ့ဒီဇတ်တော်ရဲ့အဆုံးမှာမြတ်စွာဘုရားကနိတိကန္တသုတ်တံမှာလာတဲ့ဂါထာတွေကိုဟောတာဗျနိတိကန္တသုတ်တံဆိုတာကဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းကြီးတို့တရားဘုဒ္ဓကြီးတဲ့ပုဂ္ဂိုလ်တွေသိဘူးမှာပါနိတိကန္တဆိုတာရွှေအိုးမြုပ်ခြင်းလို့အဓိပ္ပာယ်ရတဲ့သုတ်တံဟုတ်လားကုသိုလ်ကောင်းမှုဆိုတာနောက်တစ်ချိန်မှာကိုယ့်ကိုကောင်းကျိုးပေးမဲ့ချမ်းသာပေးမဲ့ရွှေအိုးတွေမြုပ်ထားတယ်လို့မျိုးမိမိရဲ့စိတ်တန်တံမှာမြုပ်နှံထားတာစေတနာကောင်းတာတစ်ချက်ဖြစ်လိုက်တိုင်းစိတ်တန်တံမှာကမ္မပစ္စယတတ္တိအနေနဲ့ရွှေအိုးတစ်လုံးမြုပ်လိုက်တာပဲဟုတ်လားကံဆိုတာမိုးပေါ်ကကြာလာတာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့စေတနာကောင်းလေးတစ်ချက်ကိုယ်တန်တံမှာဖြစ်အောင်လုပ်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့တန်တံမှာကမ္မပစ္စယတတ္တိတစ်ခုကိုမြုပ်နှံလိုက်တယ်စေတနာကတော့ပျက်စီးသွားတယ်သင်္ခါရတရားမျိုးသို့တော့ဘာကမပြတ်တယ်လဲဆိုတော့တတ္တိကမပြတ်ဘူးပိဋကဘာကမပြတ်ဘူးလဲတတ္တိကမပြတ်ဘူးနော်ဆိုကြပါစို့ဦးဇင်းတို့မျိုးစီထဲမှာတရက်စီလေးတစ်စိပဲပြောကြည့်ရအောင်နော်အဲ့ဒီထဲမှာဆိုကြပါစို့စိတ်တစ်လုံးတရက်စီတောင်မှစိတ်တစ်လုံးနော်ကျန်တဲ့တရက်စီမဟုတ်ဘူးအဲ့ဒီတရက်စီထဲမှာတရက်ပင်ပုံသဏ္ဍာန်မျိုးတရက်ရွက်ပုံသဏ္ဍာန်မျိုးအပွင့်ပုံသဏ္ဍာန်မျိုးဖြစ်မှာလေအများကြီးပါအကုန်လုံးပါတယ်ဒီထဲမှာရှားကြည့်လို့တွေ့နိုင်မလားမတွေ့နိုင်ဘူးထူးခြားတာဘယ်လောက်ထိထူးခြားတော့ကျန်တဲ့တရက်ပင်တွေနဲ့မတူအောင်အနှံကလေးကစဘယ်နာလေးကဘယ်လိုဖြစ်မှာလဲအရသာလေးကဘယ်နာလေးကဘယ်လိုဖြစ်မှာလဲမျိုးစေ့တွေရဲ့ကိစ္စအံ့ဩစရာမကောင်းဘူးလားအေးအဲ့ဒါဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဒါကိုဗီဇနိယာမလို့ဒီလိုပြောတယ်နိယာမက၅မျိုးလောက်ရှိတာဟုတ်ဗျာကာမနိယာမတဲ့ဗီဇနိယာမတဲ့စိတ်တနိယာမတဲ့ဓမ္မနိယာမတဲ့ဥတုနိယာမတဲ့ဟုတ်လားသူပုံမှန်ကလေးအစဉ်အတိုင်းလေးဖြစ်နေတာဘယ်သူကမှဒါကိုပြုပြင်ဖန်တီးလို့မလွယ်တဲ့ကိစ္စဟုတ်လားအေးအခုခေတ်တတိတွေကိုအမျိုးမျိုးပြင်ကြတာရှိတယ်ဒါသူ့ရဲ့ဗီဇလေးကိုပြင်လိုက်တော့ဗီဇကပြောင်းသွားတော့ပေါက်လာတဲ့အပင်တွေကလည်းပြောင်းသွားတာပေါ့ဟုတ်လားအေးထားပါတော့အဲ့ဒီတော့မြတ်စွာဘုရားကကောင်းတဲ့စေတနာလေးလှုပ်လိုက်ခြင်းသည်ကောင်းတဲ့အကျိုးကိုပေးမဲ့ကမ္မပစ္စယတတ္တိကလေးကိုမြုပ်နှံတာတတ္တိဆိုတာမျိုးစေ့မှာပါနေတဲ့တတ္တိမျိုးဟုတ်ရဲ့လား
မကောင်းတဲ့စေတနာတွေစေတနာကတော့သူကမူရင်းကကောင်းတယ်မကောင်းတယ်လို့မရှိဘူးကုသိုလ်နဲ့လည်းရှင်းတာပဲအကုသိုလ်နဲ့လည်းရှင်းတာပဲနော်ကုသိုလ်ဖြစ်တဲ့ကစေတနာပါတာပဲအကုသိုလ်ဖြစ်တော့လည်းစေတနာပါတာပဲသူကအတွင်ဆွေ့ဆော်နေတဲ့ပုဂ္ဂိုလ်ခေါင်းဆောင်ကြီးပေါ့ဗျာနန္တရားတွေထဲမှာတော့ခေါင်းဆောင်ကြီးဆိုကြပါစို့တို့သွားကြစို့ဟေးအလုံးလုံးကြစို့ဆွေ့ဆော်တဲ့ခေါင်းဆောင်အလုသမားခေါင်းဆောင်သူရှေ့ဆုံးကထွက်တယ်ဟုတ်လားကောင်းတာတွေလုပ်ရင်လည်းသူရှေ့ဆုံးကပါတယ်မကောင်းတာတွေလုပ်ရင်လည်းသူရှေ့ဆုံးကပါတယ်ဟုတ်လားအဲ့ဒီစေတနာကိုပဲကံလို့ပြောတာလောဘဒေါသတွေနဲ့ပေါင်းမိတဲ့စေတနာကတော့မကောင်းတဲ့တတ္တိတွေကိုမြုပ်နှံသွားပြီဒီထဲမှာအလောဘအဒေါသအမောဟနဲ့ပေါင်းမိတဲ့စေတနာကတော့ကောင်းတာတွေကိုမြုပ်နှံသွားတယ်အဲ့ဒီကောင်းသောတတ္တိမကောင်းသောတတ္တိကတတ္တဝါတွေကိုကောင်းရင်မကောင်းရင်ဖြစ်အောင်ဖန်တီးနေတာဟုတ်ရဲ့လားဒါကြောင့်ကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်ခြင်းသည်မိမိရဲ့အစ္ဆဒအတွင်းတန်တန်မှာအချိန်မရွေးထုတ်ဖော်သုံးဆွဲနိုင်တဲ့ရွှေအိုးတွေကိုမြုပ်နှံခြင်းပဲလို့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာဟုတ်လားအဲ့ဒီမှာရွှေအိုးကို၄မျိုးလောက်တောင်ဟောပါတယ်ဗျာနော်ရွှေအိုးကိုအဲ့ဒီမှာမြတ်စွာဘုရားက၄မျိုးလောက်ဟောတယ်ဗျာနော်အဲ့ဒီဥစ္စာလေးဥစဉ်တို့အကျဉ်းမပြောတော့ပါဘူးဒါနသည်လည်းရွှေအိုးတစ်လုံးပဲဟုတ်လားဒီဒါနနဲ့တရားဓမ္မတို့ဥစဉ်တို့ဒီလောကီစီစဉ်ကိုလည်းရနိုင်တယ်နတ်စည်းစိမ်လေးရနိုင်တယ်ဗြဟ္မာစည်းစိမ်လေးရနိုင်တယ်တာဝကညာအထွတ်အထိပ်လို့ခေါ်ရတဲ့ယဟန္တာဖြစ်အောင်လေဒီဒါနကလည်းပြုနိုင်တာပဲအကြောင်းထောက်ပံ့ပေးနိုင်တာပဲမြတ်စွာဘုရားကဘယ်လောက်ထိဟောလဲဆိုတော့ဒီရွှေအိုးလေးလုံးကိုသာမြုပ်နှံမယ်ဆိုလို့ရှိရင်လောကီစည်းစိမ်နော်နောက်ဆုံးဇံအဘိညာဉ်အရဟတမေအရဟတဖို့တာဝကမှာမဟာတာဝကအခတာဝကနော်ပြည့်စေကဗုဒ္ဓသမ္မာတန်ဘောဓိစုလို့ခေါ်ရတဲ့ဖရာအဖြစ်ကိုတောင်ဒီရွှေအိုးတွေကပေးနိုင်တယ်အဲ့ဒါလောက်ထိနိတိကန္နတုတ်မှာမြတ်စွာဘုရားဟောထားတာကောင်းတာမှန်သမျှကိုလောကီစည်းစိမ်ကစပြီးတော့နောက်ဆုံးဖရာဖြစ်သည့်အထိပေးတော်တာဟာကောင်းမှုကပေးတော်တာဖရာဆိုပြီးတော့အကြီးကျယ်ဆုံးဖြစ်တယ်ဆိုတာကောင်းတာတွေကိုအကြီးကျယ်ဆုံးလုပ်သွားနိုင်လို့ပါဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကောင်းတာတွေကိုဖြစ်ချင်ရင်ကောင်းတာတွေကိုကြိုးစားပြီးတော့လုပ်ဖို့ပဲရှိတယ်ဟုတ်လားဒီကောင်းမှုဒီသာနဲ့ကောင်းစီတယ်ဆိုတဲ့အယူဆကိုခိုင်မြဲစွာတည်ဆောက်ဖို့လိုပါတယ်မကောင်းသောအမှုဒီသာနဲ့ဆင်းရဲဒုက္ခအလုံးကိုဖန်တီးလိုက်မယ်ဆိုတာကိုလည်းပဲခိုင်မြဲစွာနားလည်ထားဖို့လိုပါတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီနိတိကန္နသုတ်တံမှာလေခုဒီဇတ်တော်ရဲ့အဆုံးမှာလည်းပဲဟောပါတယ်နောက်ဆုံးဂါထာလေးဦးဇင်းတို့အဲ့ဒါလေးပြောပြီးတော့ဦးဇင်းတို့ရဲ့တရားကိုဏီကုံချုပ်မယ်နော်နောက်ဆုံးဂါထာလေးတော်တော်ကောင်းတယ်ကုသိုလ်ကောင်းမှုဆိုတာကောင်းတဲ့အရာမှန်သမျှအားလုံးကိုဖန်တီးနိုင်တယ်လောကီစည်းစိမ်ကစပြီးတော့သဗ္ဗညုတဉာဏ်အထိကုသိုလ်ကောင်းမှုဆိုတာဖန်တီးနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘယ်လိုပြောသလဲဆိုတော့ဧဝမဟိတိကဧတယတိတံပုညတံပရံဧဝမဟိတိကဧတယတိတံပုညတံပရံတတမဓိရာပတံတံတိပန္တိတာကတပုညတံဒီအဓိပ္ပာယ်လေးဦးဇင်းကနည်းနည်းလေး9မိနစ်လောက်အချိန်ယူပြီးတော့ပြောမယ်နော်ယတိတံပုညတံပရံအကျဉ်ကုသိုလ်ကောင်းမှု၏ပြည့်စုံခြင်းသည်အဋ္ဌိတန်တိရှိပါကုန်၏လူတယောက်ကုသိုလ်ကောင်းမှုတွေကိုပြည့်စုံအောင်လုပ်တယ်ကုသိုလ်ကောင်းမှုဆိုတော့ဒါနလည်းပါတယ်သီလလည်းပါတယ်ဘာဝနာလည်းပါတယ်ပေါ့ဗျာတနည်းအားဖြင့်ဒါနသီလသမာဓိပညာပေါ့ဗျာအဲ့ဒါလိုကုသိုလ်ကောင်းမှုကိုလူတယောက်ဟာပြည့်စုံအောင်လုပ်တယ်ယတိတံပုညတံပရံအကျဉ်ကောင်းမှု၏ပြည့်စုံခြင်းသည်အဋ္ဌိတန်တိရှိပါကုန်၏ဧတံထိုကောင်းမှု၏ပြည့်စုံခြင်းသည်ဧဝံဤသို့ဤပုံမဟိတိကကြီးကျယ်တဲ့တကူအာနိသင်ရှိပါ၏လောကမှာတကူဆိုတာကောင်းမှုကိုပြောတာပိဋကတကူဆိုတာဘာကိုပြောတာတော့ကောင်းမှုကိုပြောတာဟာဒီလူတကူကြီးလိုက်တာကောင်းမှုကြီးလိုက်တာလို့ပြောတာတကူကဘယ်နားနည်းမှာသွားရှာလို့ရတာမဟုတ်ဘူးကောင်းမှုရဲ့တမျိုးသောနာမည်ပေါ့နော်ယတိတံပုညတံပရံအကျဉ်ကောင်းမှု၏ပြည့်စုံခြင်းသည်အဋ္ဌိတန်တိရှိပါကုန်၏ဧတံထိုကောင်းမှု၏ပြည့်စုံခြင်းသည်ဧဝံဤသို့ဤပုံမဟိတိကကြီးကျယ်တဲ့တကူရှိပါကုန်၏ဘာဖြစ်လို့လဲလောကီစည်းစိမ်ကနေပြီးတော့သောတာပန်တဂရကအနာဂယဟန္တာပြည့်စေကဗုဒ္ဓဖယားဖြစ်သည့်အထိကုသိုလ်ကောင်းမှုသည်ဖန်ဆင်းနိုင်တယ်ဖန်တီးနိုင်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုသည်အဲ့ဒါလောက်တကူကြီးတယ်လို့ပြောတာဟုတ်လားဧတံဧဝမဟိတိကဧတယတိတံပုညတံပရံတတမဓိရာပတံတန္တိပန္တိတံကတပုညတံတတမထိုကဲ့သို့ကုသိုလ်ကောင်းမှု၏ပြည့်စုံခြင်းသည်ကြီးကျယ်တဲ့တကူအာနိသင်ရှိသည်ဖြစ်ကြောင်း
ဒီရာတည်ငြိမ်သောဉာဏ်ပညာရှိကြကုန်သောပန္တိတာအကြောင်းကျွမြင်သည့်ပညာရှိတို့သည်ကတ္တပုံမြတံကုသိုလ်ကောင်းမှုဤပြည်စုံခြင်းကိုဝါကုသိုလ်ကောင်းမှုပြုကြတဲ့ပုဂ္ဂိုလ်တွေကိုပတန်တန်တိချီးမွမ်းတော်မူရကုန်၏ကုသိုလ်ကောင်းမှုဆိုတာအဲ့ဒါလိုကြီးကျယ်တဲ့တကူရှိဒါကြောင့်ပညာရှိသူတော်ကောင်းကြီးတွေကကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းတယ်တဲ့။ဘာကိုပဲချီးမွမ်းတယ်။ကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းတယ်။ဒီချီးမွမ်းတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအင်မတန်တွေးတယ်။လူလောကကြီးမှာတယောက်ယောက်ကိုကိုကြိုက်တာမြင်ရင်ချီးမွမ်းကြတာပဲလေ။ကိုအထင်ကြီးတာတခုခုရှိတယ်ဆိုရင်အမလေးတော်လိုက်တာ။မတော်လဲချီးမွမ်းတာပဲမတော်တာကြီးကိုကကြိုက်နေရင်ချီးမွမ်းတာပဲလေ။အဲ့တော့ပညာရှိချီးမွမ်းခြင်းသူမိုက်ချီးမွမ်းခြင်းဆိုချီးမွမ်းခြင်းကတော့နှစ်မျိုးရှိတာပေါ့ဗျာပညာရှိကတော့ချီးမွမ်းတဲ့ချီးမွမ်းတာကိုချီးမွမ်းတာပေါ့ပညာမဲ့တဲ့ပုဂ္ဂိုလ်ကတော့သူကြိုက်တာသူချီးမွမ်းမှာပေါ့သူကတော့တခါတလေလဲတဲ့ရင်တဲ့မယ်တခါတလေလဲလွဲရင်လွဲမယ်ပေါ့ဟုတ်လားသူချီးမွမ်းမိတာကတော့သူ့ရဲ့အကြိုက်နဲ့ပဲသူကတိုင်းတာမကောင်းတာကြီးကြက်ရင်တော့သူမကောင်းတာချီးမွမ်းလိုက်တာကောင်းတာကြိုက်တဲ့အခါကျတော့လဲကောင်းတာချီးမွမ်းတယ်သူကတော့အလွဲလွဲအချို့မှန်တဲ့အခါမှလွဲတဲ့အခါလွဲပေါ့ပညာရှိတို့ရဲ့ချီးမွမ်းခြင်းကတော့ဘယ်တော့မှလွဲတယ်လို့မရှိဘူးချီးမွမ်းတဲ့ချီးမွမ်းတိုက်တာကိုပဲချီးမွမ်းတာအဲ့တော့လောကကြီးကဘာတွေချီးမွမ်းကြရလဲဟင်တခါကြီးမိုက်နေတာကိုယ်ရောသူတစ်ပါးကိုကြည့်ပြီးတော့ဘယ်လိုကိစ္စတွေကိုချီးမွမ်းနေလို့ပစ္စည်းတွေအများကြီးရှာတယ်တိတ်ပြီးတော့အရေးအသွေးရှိတာပဲမချီးမွမ်းကြဘူးလားချီးမွမ်းတာပေါ့ဗျာချီးမွမ်းတာပေါ့ဗျာဒါလည်းချီးမွမ်းတိုက်ပါတယ်သူ့ရဲ့ဉာဏ်အရေးသွေးသူ့ရဲ့လုံလဝရိယသူ့ရဲ့ကံစွမ်းဉာဏ်စွမ်းချီးမွမ်းလိုက်တယ်နော်ဒါပေမဲ့ဒီမှာတော့မြတ်စွာဘုရားကပစ္စည်းဥစ္စာကိုရှာဖွေနိုင်တာကိုချီးမွမ်းစရာလို့မပြောဘူး။ဘာကိုချီးမွမ်းတယ်လို့ပြောတာ။ကောင်းမှုရဲ့ပြည့်စုံခြင်းကိုချီးမွမ်းတယ်လို့ပြောတာ။တနည်းအားဖြင့်တော့စိတ်ကောင်းနှလုံးကောင်းနဲ့ကောင်းတာကိုလှုပ်ခြင်းကိုချီးမွမ်းတယ်လို့ပြောတာ။အတွင်းစိတ်ကလေးမှာဖြူစင်တယ်။ဖြူစင်တာကိုပဲပြောတယ်ဖြူစင်တာကိုပဲလှုပ်တယ်။အဲ့ဒါလိုကောင်းမှုနဲ့ပြည့်စုံအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်ကိုပဲချီးမွမ်းတာ။ဘာဖြစ်လို့လဲဆိုတော့ရေရှည်မှာရေတို့ဟောပြောလို့ရပါတယ်ဗျာ။အဲ့ဒီကောင်းမှုနဲ့ပြည့်စုံခြင်းသီးသားနဲ့တကယ်ကိုသူ့ကိုဆင်းရဲကလွတ်စေမှာချမ်းသာဒုက္ခအပြည့်အဝပေးမှာဒါကြောင့်ပညာရှိသူတော်ကောင်းကြီးတွေဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေချီးမွမ်းတဲ့ကိစ္စတစ်ခုပဲရှိတယ်အဲ့ဒါပါလေကောင်းမှုနဲ့ပြည့်စုံခြင်းဟုတ်လားအေးစိတ်ကောင်းနှလုံးကောင်းနဲ့ကောင်းတာတွေကိုလှုပ်ခြင်းပေါ့နော်အဲ့ဒါဆိုရင်တကယ်ချီးမွမ်းတိုက်တယ်ကျန်တဲ့ချီးမွမ်းစရာတွေကလောကီလူသားတွေချီးမွမ်းနေကြတယ်အားကြနေကြတာတွေဟာတကယ်ချီးမွမ်းစရာလည်းဟုတ်ချင်မှဟုတ်မယ်တကယ်အားကြစရာတွေလည်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ချင်ရင်လည်းဟုတ်လိမ့်မယ်မသေးကြဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိစ္စတွေဟာတကယ်ဒုက္ခအေးစေတဲ့ကိစ္စတွေမဟုတ်လို့ပဲတကယ်ချမ်းသာစေမဲ့ကိစ္စတွေမဟုတ်လို့ပဲလောကမှာတကယ်ဆင်းရဲဝေးပြီးတော့တကယ်ချမ်းသာဖို့ဒီသာနေအရေးအကြီးဆုံးနဲ့ဗရဏအကြဆုံးအလုပ်ပဲဟုတ်လားဘာပဲလုပ်ဆင်းရဲနေဖို့ဘာပဲလုပ်ချမ်းသာဖို့ဒါပဲလေဗျာဉာဏ်ရှိတဲ့လူတယောက်အတွက်ဒီလိုစီကံဆိုတာချမှတ်ထားရဟုတ်လားအဲ့တော့ကိုလုပ်တဲ့အလုပ်ဒီဆင်းရဲနေဖို့ချမ်းသာကြီးဖို့ဆိုလို့ရှိရင်ကောင်းမှုကလွဲလို့ဆင်းရဲကိုနည်းစေမယ့်အရာအခြားရှိနိုင်မလားမရှိနိုင်ကောင်းမှုကလွဲလို့ချမ်းသာကြီးနိုင်မယ့်အရာအခြားမရှိနိုင်ဆင်းရဲနည်းစေမယ့်အရာလည်းအခြားမရှိနိုင်ဒါကြောင့်ကောင်းမှုဒီသာနဲ့တတ္တဝါတို့အတွက်တန်ဖိုးအကြီးဆုံးအဆောင်ရှောက်နိုင်ဆုံးအားအကူရဆုံးနောက်ဆုံးဒုက္ခတွင်တွေကဆယ်တင်မှာဖြစ်တဲ့အတွက်ကြောင့်ဘုရားအစရှိသောအရိယာသူတော်ကောင်းကြီးတွေဟာကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းပါတယ်ဟုတ်လားတနည်းအားဖြင့်တော့စိတ်ကောင်းနှလုံးကောင်းနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းပါတယ်တဲ့ကောင်းမှုဆိုတာပိဋကရဲ့စိတ်ထဲမှာဖြစ်သွားတာလေးကိုပြောတာနော်အဓိကလေးဟုတ်လားကုသိုလ်ဆိုတာလည်းစိတ်ထဲမှာဖြစ်တာအကုသိုလ်ဆိုတာလည်းစိတ်ထဲမှာဖြစ်တာဟုတ်ရဲ့လားအေးကောင်းတဲ့စိတ်နဲ့ပေါင်းပြီးတဲ့စေတနာကိုကောင်းတဲ့ကံလို့ပြောတာခုနကပြောခဲ့ပြီမကောင်းတဲ့စိတ်နဲ့ပေါင်းတဲ့စေတနာကိုမကောင်းတဲ့ကံလို့ပြောရတာကိုဟုတ်လားအဲ့တော့ဒီစိတ်ထဲမှာကောင်းသွားရင်ဒါကောင်းမှုပဲဟုတ်လားဒီစိတ်ထဲမှာမကောင်းဘူးဆိုရင်ဒါမကောင်းမှုပဲအဲ့တော့ကောင်းမှုနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားချီးမွမ်းတယ်ဒီတော့ပိဿတုကဉာဏ်ရှိပါတယ်အဲ့ဒါလိုကောင်းမှုလို့ဦးဇင်းကအချင်းချုပ်လေးတစ်ခုစိတ်ကောင်းနှလုံးကောင်းလေးကိုပဲပြောလိုက်တော့ချက်ပြီးတော့စဉ်းစားတတ်မှာပါနော်လှူတာလည်းပဲစိတ်ကောင်းနှလုံးကောင်းလေးရှိမှလှူနိုင်တာကိုဒါကြောင့်လှူတာလည်းကောင်းမှုသီလနဲ့ပြည့်စုံတာလည်းပဲစိတ်ကောင်းနှလုံးကောင်းအကြံကောင်းဉာဏ်ကောင်းရှိမှလှုပ်တဲ့လှုပ်ထိုက်တယ်လို့သိမှသီလကလည်းပြည့်စုံမှာဒါကြောင့်သီလကလည်းကောင်းမှုဘာဝနာတရားဆိုတာကတော့ပိုးတောင်းသေချာသွားတယ်စိတ်ထဲမှာကိုဒလဇက်အကုသို့မဝင်အောင်သူကထိန်းနေတာကိုဟုတ်လားဒါကြောင့်ကောင်းမှုလို့ပြောမယ်ဆိုရင်အ
အကျဉ်းချုပ်ပြောမယ်ဆိုရင်တော့စိတ်ကောင်းနှလုံးကောင်းအကျယ်ပြောမယ်ဆိုရင်တော့ဒါနသီလသမာဓိပညာအဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းအခြေခံတဲ့ဒါနသီလသမာဓိပညာတို့နဲ့ပြည့်စုံခြင်းကိုပဲမြတ်စွာဘုရားအမှုရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကချီးမွမ်းပါတယ်တဲ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဖရာရဟန္တာရိယာသူတော်ကောင်းကြီးတွေချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေဟုတ်ရဲ့လားဒီနေ့တရားကောင်းစဉ်ကဘာလဲတော့အနာတပိန်နဲ့ကံတရားတဲ့အနာတပိန်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်ခဲ့တဲ့ထူးဆန်းတဲ့ကိစ္စလေးတွေပေါ့နော်အဲ့ဒါကိုပဲအကြောင်းပြုပြီးတော့တရားတွေအမျိုးမျိုးဟောတယ်အဲ့ဒီတရားတွေကကံတရားတို့ရဲ့စမ်းကြယ်မှုလေးတွေအဓိကပါတဲ့အတွက်ကြောင့်လူငယ်တွေကိုဦးဇင်းတို့အဓိကရည်ရွယ်ပြီးတော့ပြောပါတယ်ဟုတ်လားအနာတပိန်နဲ့ကံတရားတဲ့ကိုယ့်ကိုစီမံမဲ့ကိုယ့်ရဲ့ကံကိုကိုယ်တိုင်ကောင်းအောင်ပြန်ပြီးတော့စီမံနိုင်ပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့နော်9မိနစ်ခန့်လောက်တရားနှလုံးကျင့်သုံးရအောင်ပြီးမှမေတ္တာပို့ပြီးတော့ဦးဇင်းတို့တရားပွဲကိုဆုံးသတ်ရအောင်ဒီအခြေအနေလေးကတိတ်ဆိတ်လို့ဦးဇင်းတို့တရားထိုင်ခိုင်းပါမယ်ဟုတ်လားဆူညံတဲ့အခါမှာတော့တစ်မျိုးပေါ့နော်9မိနစ်လောက်မိမိတို့အာထုံနေကြနည်းရှိတယ်ဆိုရင်လည်းမိမိတို့ကြိုက်တဲ့နည်းနဲ့အာထုံနိုင်ကြပါလေတခါကြီးတွေကတင်မလေးခွေထိုင်မှာတခါမကြီးတွေကကျုံကျုံထိုင်မှာခါလေးတွေစမ်းစမ်းထားကောင်းလေးတွေတဲတဲထားမျက်လွှာလေးတွေချပြီးတော့မိမိတို့နှစ်သက်တဲ့နည်းနဲ့အာထုံနိုင်ပါလေဦးဇင်းတို့ပြောတာကိုကြိုးစားမယ်ဆိုရင်လည်းကြိုးစားကြည့်နိုင်ပါလေမိမိတို့ရဲ့စိတ်ကိုနာသီတရားကိုအာရုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်နိုင်နာသီပြန်တဏှာရာကိုထိခိုက်ပူတိုက်လို့ဖွေပြီးတော့ဝင်သွားပါလိမ့်မယ်ထွက်လေလေးထွက်တော့လည်းပဲနာသီပြန်တဏှာရာကိုထိခိုက်ပူတိုက်လို့ဖွေပြီးတော့ထွက်သွားပါလိမ့်မယ်အဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါဒီတိုင်းဒီထွက်လေစိတ်ကလေးကိုလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါအေးအေးဆေးဆေးကြည်ကြည်နူးနူးထားပါဘုရားရဟန္တာရိယသူတော်ကောင်းကြီးတွေမြတ်လို့တဲ့တန်ဖိုးထားတဲ့အလုပ်ကိုလုပ်ရပြီလေလို့တွေးပြီးတော့ဝင်လေဝင်တိုင်းထီတိုင်းတီအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းတီအောင်ကြိုးစားပါထီတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟယုံညံ့တဲ့တရားတွေမရှိလို့ဖြစ်ခွင့်မရလို့မြင့်မြတ်တယ်လို့ဆိုရပါတယ်ထီတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟညှဉ်းနှွမ်းတဲ့တရားတွေမရှိလို့တန်ရှင်းတယ်လို့ပြောလို့ရပါတယ်ထီတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကြမှုဝစီကံတောင်းကြမှုမရှိလို့သီလသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထီတာကိုသိနေတဲ့အချိန်မှာအနောကံတောင်းကြမှုမရှိလို့သမာဓိသိက္ခာနဲ့လည်းပြည့်စုံတယ်လို့ဆိုရပါတယ်ထီတာကိုသိနေတဲ့အချိန်မှာမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာနဲ့လည်းပြည့်စုံတယ်လို့ဆိုရပါတယ်ဒါကြောင့်ထီတာကိုသိတိုင်းသီလသမာဓိပညာသိက္ခာသုံးရအချင်းချင်းကိုချက်သုံးနေတာသီလသာသနာသမာဓိသာသနာပညာသာသနာလို့ဆိုရတဲ့အဆုံးအမသုံးရပ်ကိုလိုက်နာနေတာဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိကြိုးစားပါအချိန်တွေကတော့ဒီလိုပဲကုန်သွားတာပါသိတာနဲ့မသိတာပဲကွာလာပါတန်နေကြလို့စိတ်တွေပြန်လွင်လို့စိတ်မပြတ်ပါနဲ့ရှားတော့ကလေးသိမယ်ရှားတော့လေးကျူလာမယ်အေးအေးဆေးဆေးတိမြင်ဝမ်းမြောက်ဝမ်းသာငါတဲ့တာဝန်ကထီတာကိုသိနေလို့ပဲသိနေဖို့ပဲလို့စဉ်းစားပြီးတော့ထီတာကိုသိဖို့ပဲကျူလာပါ
ထိတာကိုသိနေတဲ့ချိန်ဟာမကြားပြီလေလို့ခုလိုစိတ်တွေအများကြီးဖြစ်တယ်။လက်ဖြစ်တဲ့အတွင်းမှာစိတ်ပေါင်းကလေးတစ်သိန်းလောက်ချုပ်တယ်ဖြစ်တယ်လို့ကြားလို့ပါတယ်။ဒါကြောင့်ထိတာကိုသိနေတဲ့အခိုက်အတန့်တိုင်းမှာတန်ဖိုးကြီးတဲ့ခုလိုစိတ်တွေဖြစ်နေတာ။ဝင်လေဝင်တိုင်းထိတိုင်းထိထွက်လေထွက်တိုင်းထိတိုင်းထိကျူးစားပါ5မိနစ်ဆိုတဲ့အချိန်လေးဘာမှမကြာပါဘူးဒီကသုံးပုံကိုအနည်းချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနည်းချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနည်းချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနည်းချုပ်ရင်တော့အပ္ပမဒဆိုတတိတရားတစ်ခုရတယ်လို့ဆိုပါတယ်။ဒါကြောင့်အမြဲတမ်းကြီးကျယ်မြင့်မြတ်တဲ့အပ္ပမဒဆိုတဲ့တတိတရားထိတာကိုတည်တိုင်းဖြစ်နေတာ။ဝင်လေဝင်တိုင်းထိတိုင်းထွက်လေထွက်တိုင်းထိတိုင်းကိုယ်အမြဲတမ်းကြီးရတဲ့မြတ်စွာဘုရားကိုပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်အမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ရအောင်တရားအချင်းဖြင့်ပူဇော်တတ်ဖို့လိုပါတယ်။ဆွမ်းရည်ချက်ပန်းစီလို့ဖြင့်ပူဇော်တာတဲ့အချင်းမြတ်ကိုချက်သုံးခြင်းကအမြတ်ဆုံးသောပူဇော်ခြင်းလို့မြတ်စွာဘုရားဟောပါတယ်။ဒါကြောင့်မြတ်စွာဘုရားကိုမြတ်ဆုံးသောပူဇော်ခြင်းဖြင့်ပူဇော်နေတာနားလည်ပါအာနာပါနဘာဝနာကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဝိဇ္ဇင်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဝိဇ္ဇင်9ပါးကိုပွားများရင်တော့ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဉ္ဇဉ်9ပါးနဲ့ပြည့်စုံနိုင်တယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်အာနာပါနဘာဝနာလို့ခေါ်ရတယ်ဝင်လေဝင်တိုင်းထိတိုင်းထွက်လေထွက်တိုင်းထိတိုင်းဒီတိတတိအလုပ်ကိုဆွေးနွေးစွာကြိုးစားပါဝင်လေဝင်တိုင်းထိတဲ့သဘောလေးတွေတတိပြီးတတိဆန်းမပြတ်ဖြစ်ပေါ်သွားတာအဲဒီထိတဲ့သဘောလေးတွေကိုအသေးစိတ်သိအောင်ကြိုးစားပါလွတ်သွားတာတွေအတွက်စိတ်မဖြစ်ပါနဲ့တဏှာများကြိုးစားပါဝင်လေဝင်တိုင်းထိတဲ့သဘောတွေကဆန်းမပြတ်တတိပြီးတတိဆန်းမပြတ်ဖြစ်ပေါ်သွားတာအဲဒီထိတဲ့သဘောလေးတွေကိုသိအောင်ကြိုးစားပါထိတာကိုသိတိုင်းအမတန်မြင့်မြတ်တဲ့သဘောတွေဖြစ်တယ်အမတန်ရှုရှင်တဲ့သဘောတွေဖြစ်တယ်အမတန်တန်ရှင်းတဲ့သဘောတွေဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းမှုစီးပွားရေးကဖြစ်တယ်ပါရမီဆိုတာဒီလိုဖြစ်ကြရတာဒါကြောင့်ဝင်လေဝင်တိုင်းထိတိုင်းထွက်လေထွက်တိုင်းထိတိုင်းကြိုးစားပါကဲဦးဇင်းတို့10မိနစ်တောင်ရှိသွားပါပြီဗျာမြတ်စွာဘုရားကိုကျင့်မြတ်ဖြင့်ပူဇော်ရပြီလေလို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေကဲဦးဇင်းတို့မေတ္တာပို့ပြီးတော့နာရဝိနဲ့ကံတရားဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝတုတေဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝတုတေဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝတုတေတေတုမာကသင်တရားနာပိသပေါင်းတန်သူတော်ကောင်းတို့စတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်များမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့၏မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းတာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်း
သာဘဗုဒ္ဓနုဝဝိနာကင်းငါဝါတို့သေးစုမငါပွင့်တော်မူကြတယ်ဆိုတော့ဒါပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မနုဝဝေနာမေလိယံပုရိသနိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်သောတရားတော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသာဝတံဃာနုဘဝေနာမကထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်ရောက်တော်ရိယတန်ဃာရှင်မြတ်တို့နှင့်တကွာတေလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညဘောဘေခမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းသာချမ်းသာရင်ရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း